ဒီကိစ္စကိုကျွန်တော်စားလုပ်ပေးချင်တဲ့သူတွေအများကြီးရှိပါတယ်စီနီယာအကိုကြီးလန်ခင်များရောက်လာပြီးပဲညီလေးမင်းအဆင်ပြေရဲ့လားဒါကမင်းအတွက်ငွေမြောက်များအကုန်ကြခံပြီးငါဝယ်လာပေးတဲ့လိမ့်စေးပဲစတုတ်စီနီယာအကိုဆရာနဲ့စီနီယာအကိုကြီးကကျွန်တော်ကိုအဲ့ဒီလောက်တောင်ရွှေရှာနေကြတာလားညီလေးတို့လေးနည်းနည်းလောက်တောက်လိုက်ပါဦးဒါကငါရဲ့ပြန်ပွဲထက်တောင်ပိုရေးကြီးပါသေးတယ်ညီလေးမင်းဝမ်းနေမနေပါနဲ့တော့ငါမင်းနားမှာရှိနေပေးမှာပါစတုတ်စီနီယာအကိုခင်များကတကယ်ကိုစိတ်ရင်းကောင်းတာပဲအခုတော့ကျွန်တော်မှခင်များတယောက်ပဲကျွန်တော်တယ်ခင်များကတော့အကိုကြီးလိုဖြစ်လာမှာမဟုတ်ပါဘူးနော်ရုတ်တရက်ကြီးမနာတော့ဘူးပဲစီနီယာအကိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါမှမဟုတ်ကျွန်တော်ရဲ့နှလုံးသားကိုတကယ်ပဲထုတ်ပြမှာခင်များကယုံပါလားစတုတ်စီနီယာအကိုအဲ့လိုမျိုးမပြောပါနဲ့ကျွန်တော်ခင်များကိုယုံပါတယ်ဒါပေမဲ့ညီလေးလင်လျှောက်တောင်ကိုရောက်လာကြတဲ့ကအရာအားလုံးကပြောင်းလဲသွားခဲ့ပြီးညီလေးမင်းစိတ်ချပါအရာအားလုံးကိုအရင်လိုပြန်ချစ်အောင်ငါလုပ်ပေးပါမယ်ဒီနေ့ကျင်းပတဲ့ပြိုင်ပွဲကြီးကတော့တကယ်ကိုရှုံးကြီးရှုံးသွားတာပဲနက်လက်နဲ့ရဲ့စွမ်းအားကဒီလောက်ထိပြင်းထန်လိမ့်မယ်လို့မထင်ထားမိဘူးဟုတ်တယ်တကယ်လို့ကံကောင်းချင်းကျေပွင့်လေးချင်းမဲ့တာမရှိရင်ငါတို့တွေနက်ပြအဆင့်ကျင့်စဉ်ကိုရနိုင်မှာမဟုတ်လို့ပျောက်ကွယ်နေတဲ့မော်လက်နက်ကိုလည်းရမှာမဟုတ်ဘူးဒီနေ့တော့ငါတို့တကယ်ကိုရှုံးနေတော့မှာပဲစီနီယာအကိုမူပိုင်ကုန်းချုပ်ရဲ့နန်းဆောင်ကိုအမြင်သွားပါဦးဆရာကခင်များကိုတွေးကျင်လို့တဲ့ငါသွားလိုက်ဦးမယ်မင်းဒီမှာချင်းမယ်ကိုစောင့်ကြည့်ပေးထားလိုက်ဦးကောင်းပါပြီစီနီယာအကိုကြီးခင်များသွားလိုက်ပါဒုတိယစီနီယာအကိုခါလောက်ထွက်လာပေးလို့ရမလားကျွန်တော်ခင်များနဲ့ပြောစရာရှိလို့ပါလျိုယူရင်သူမကဘာလာလို့တာလဲပြောတာပြောပါဘာကိစ္စရှိလို့လဲဒုတိယစီနီယာအကိုကျွန်တော်နဲ့လိုက်ခဲ့ပေးလို့ရမလားကျွန်တော်တို့နှစ်ယောက်ကြားမှာတခုခုနားလည်မှုလွဲနေတယ်လို့ထင်တယ်ကျွန်တော်ရဲ့ရှင်းပြချက်ကိုနားထောင်ပေးလို့ရမလားမရဘူးချင်းမယ်ကဒီမှာရှိနေသေးတယ်ကောင်းပြီမင်းရဲ့ရှင်းပြချက်ကိုငါနားထောင်ပေးပါမယ်စနစ်ကရတဲ့လက်စားတဲ့ဆေးကတကယ်ကိုထိရောက်တာပဲဒါပေမဲ့ဆေးကငါ့ကိုစိတ်ပြအောင်တော့မလုပ်ဘာဆေးနဲ့စတုတ်စီနီယာအကိုမူပိုင်ရောက်လာပြီးပဲကုန်းချုပ်နဲ့တွေ့ပြီးပြီလားဆရာနဲ့ရောတွေ့ခဲ့ပြီးပြီလားမူပိုင်ဒီတစ်ခါကုန်းချုပ်ကမင်းကိုလာခိုင်းတာကရှိုးဝက်ချုံဝမ်းတဲကကိစ္စတွေကိုမေးချင်လို့ပါအခုတစ်ခေါက်ရှိုးဝက်ချုံဝမ်းခီးစင်မှာတော့အကျိုးမြစ်တွေအများကြီးရခဲ့မှာပဲနက်ပြားအဆင့်ကျင့်စဉ်ကိုရခဲ့ရုံတည်းမကဘူးချင်းချင်းနဲ့တားကိုပါရခဲ့ရဆိုတော့ဆရာကိုအမြင်ပြောပြပါဦးဟုတ်ကဲ့ပါကျွန်တော်တို့ရှိုးဝက်ချုံဝမ်းတဲကိုဝင်သွားပြီးတဲ့နောက်အရာအားလုံးကမင်းကြောင့်ပဲမင်းသာပျောက်ကွယ်မသွားခဲ့ရင်လေရှောက်တောင်ကအရင်လိုပြန်ဖြစ်နေမှာပဲငါ့ကိုလာပြီးအပြစ်မတင်နဲ့အကြောင်းစုံကတော့ဒီလိုပါပဲတပိတ်ကကုန်းချုပ်အတွက်ဒီအသီးကိုပမာဆက်ဖို့ယူလာခဲ့တာပါဒါပေမဲ့ဒီရက်ပိုင်းတွင်းမှာကိုရဲ့ပြိုင်ပွဲကြီးနဲ့အလုရှုံနေတာကြောင့်မေ့သွားခဲ့တာပါမူပိုင်းကစိတ်ကောင်းရှိလာချေလားဒီလောက်အဖိုးတန်တဲ့အသီးကိုငါကဒီအတိုင်းအလကားတော့လက်မခံနိုင်ပါဘူးဒီသားရဲ့နာမည်ကချင်းဖုံးလို့ခေါ်တဲ့ကောင်းကင်စွမ်းအင်ကြောင့်နဲ့တွန်းလို့ထားတာပါဓာတ်ဖို့ထဲမှာကောင်းကင်စွမ်းအင်တွေကိန်းအောင်နေတဲ့ငှက်မွေးလေးလိုပေါ်ပါသွက်လက်ပြီးပြန်ပက်ကင်းလောက်အောင်ထက်မြက်လာတယ်ဒါကောင်းတလက်ပဲချီးမြှင့်ပေးတဲ့အတွက်ဂုံချုပ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာသွားကြစို့နောက်ကျနေပြီးကျွန်တော်ဂုံချုပ်နဲ့စကားပြောစရာရှိသေးတယ်မင်းအရင်သွားပြီးရှောင်းဝင်ဝင်ကိုသွားခေါ်လိုက်ဦးဒုတိယတပိတ်အကြောက်အကူကြီးမင်းပြန်ရောက်လာပြီလားမင်းဘာလို့ကွင်းပြင်ထဲမှာရဲနေတာလဲကျွန်တော်လည်းမသိတော့ဘူးခေါင်းထဲမှာအရန်ကိုကြိုက်နေရဲ့အကြောက်ဝင်ဝင်ကအခန်းထဲမှာမရှိဘူးလားအကူကြီးဝင်ဝင်ကောဘယ်မှာလဲအကြောက်တေချာပြန်စဉ်းစားကြည့်စမ်းငါထွက်သွားပြီးနောက်မှာဘာတွေဖြစ်ခဲ့တာလဲအကူကြီးကျွန်တော်မမိတော့ကတော့ဒီနေရာမှာပဲတလျှောက်လုံးထိုင်နေခဲ့တာပါဒါပေမဲ့ဝင်ဝင်ကိုဘာလို့မတွေ့ရတာလဲကျွန်တော်မှဘာမှသားမှမကြံတော့ဘူးငါသွားရှာလိုက်ဦးမယ်ကျွန်တော်လည်းသွားမယ်အကူကြီးဒုတိယအကိုမင်းတို့ဘာဖြစ်နေကြတာလဲဝင်ဝင်ပျောက်သွားပြီဘာဖြစ်တယ်ဝင်ဝင်ပျောက်သွားပြီလားတကယ်တော့ဘာတွေဖြစ်ကုန်တာလဲဒါတွေအားလုံးကကျွန်တော်ဖြစ်တွေပါဝင်ဝင်ကိုကျွန်တော်ပျောက်အောင်လုပ်မိသွားတယ်အလောတကြီးမဖြစ်ပါနဲ့ဦးဝင်ဝင်ဘာမှမဖြစ်မှာတေးချပါတယ်တစုံတယောက်ကဘာဆက်နာမမကြံအောင်ခိုးခေါ်သွားတာပဲဖြစ်ရမယ်တမင်တကာခေါ်သွားတဲ့သူရှိရမယ်မင်းရဲ့မျက်ခုံကိုကြည့်ရတာတခုခုပဲသူကိုယ်တိုင်တောင်မသိလိုက်ပဲဝင်ဝင်ကိုခေါ်သွားတာဒါကရှုပ်ဝက်ချက်တခုခုရှိရမယ်ဒါမှမဟုတ်လိအိုယူဂျန်လားဒါကသူဖန်တီးထားတဲ့ကိစ္စပဲဖြစ်ရမယ်တကယ်လို့သာသူဖြစ်ခဲ့ရင်ဒီနေ့ငါသူ့ကိုအကျစ်ရှင်းရမယ်အကြောက်တို့လိုက်သွားကြစို့ဒုတိယအကိုမင်းဒါဘာလို့တာလဲဝင်ဝင်ဘယ်မှာလဲဒုတိယအကိုကျွန်တော်နားမလည်ဘူးမင်းဘာကိုဆိုလိုတာလဲညီလေးတစ်လျှောက်လုံးမင်းတို့ပဲသူ့ကိုစောင့်ရှောက်ပေးခဲ့တာလေသူဘာဖြစ်သွားတာလဲဟန်ဆောင်မနေစမ်းပါနဲ့မင်းတခုခုလှုပ်ထားမှငါသိတယ်ဝင်ဝင်ကိုအခုချက်ချင်းပြန်ပေးစမ်းဒါမှမဟုတ်ရင်တော့ဂုံးတူတဲ့ရောစိန်ကိုငဲ့နေမှာမဟုတ်ဘူးလို့ငါ့ကိုအချစ်မတင်နဲ့ဒုတိယအကိုကျွန်တော်တကယ်မသိတာပါမင်းဘာတွေပြောနေတာလဲညီလေးဘာတွေဖြစ်နေတာလဲမင်းကအကူကြီးကျွန်တော်ကိုဘာလို့တားနေတာလဲစတုတ်ထမြောက်ပြီကိုတွေးလိုက်လားအကူကြီးစတုတ်ထမြောက်ပြီရဲ့ခန်းထဲမှာဘယ်သူမှမရှိဘူးသူမအခန်းထဲမှာမရှိတော့ဘူးဒီလိုမျိုးတွေဖြစ်တိုင်းအများတန်းတစ်ခုခုတော့ရှိနေတတ်တယ်တတိယတပိတ်မင်းသွားပြီးဆရာမကြီးကိုဖေးလက်ဦးဒီကိစ္စကကြီးသွားပြီးစတုတ်ထက်ကိုကြီးလက်စွမ်းပြတော့မဲ့ပုံပဲငါကိုစိတ်မပြတ်စေတာနဲ့တန်ပါတယ်ဘာဖြစ်တာလဲအရေးအယောင်တောင်မကြံပဲပျောက်သွားတာလားဘာလဲပျောက်သွားတယ်လားမစိုးပါဘူးဒါအပြင်အခုချိန်မှာစတုတ်ထက်ကိုကြီးတယောက်ပဲဒီမှာမရှိတာလျိုလူရန်ကရင်းရဲ့အပေါ်မကောင်းတဲ့စိတ်ရှိနေတော့ပဲလားဒါအပြင်သူကအရန်လဲတွေးတက်သေးတယ်ဒီတစ်ခါပျောက်သွားတာကသူမရဲ့လက်ချက်ဖြစ်ဖို့အခွင့်အလမ်းအများကြီးရှိတယ်အဲ့ဒီဒေါ်လာတဲ့စတုတ်ထက်ကိုကြီးကတော့သူမရဲ့လက်နက်တစ်ခုအဖြစ်အသုံးချခံလိုက်ရပြီယိုလူရန်ဒီကိစ္စကိုမင်းဘယ်လိုမြင်လဲဆရာမကြီးဘာကိုဆိုလိုတာလဲဒါမှမဟုတ်ဆရာမကြီးကကျမကိုတန်တရားရှိနေတော့လားကျမကောင်းကောင်းသိပါတယ်ညီငယ်ရောက်လာကြတဲ့ကလူတိုင်းကသူမပျော်ရွှင်အောင်ဂရုစိုက်ကြတယ်အဲ့ဒီနောက်ကျမနဲ့စတင်ဝေးကွာသွားကြတယ်ဒါပေမဲ့ကျမကတော့သူမကိုနာကျင်အောင်လုပ်ဖို့ဘယ်တော့မှမတွေးခဲ့ပါဘူးမင်းစင်ချေပေးရဲသေးတယ်ပေါ့တော်ပြီးသူမပြောက်သွားပြီးအခုလူကိုအမြတ်အရင်ရှာရမယ်မင်းနေရှောင်းတောင်ထိတ်ကပေ့တွေကိုတွားခေါ်လိုက်ဘလို့ပဲချစ်ချစ်ဝန်းဝန်းကိုပြန်ခေါ်လာနိုင်အောင်လုပ်ရမယ်ဟုတ်ကဲ့ပါအားလုံးကမင်းကြောင့်ပဲညီငယ်ဒီလောက်ထိဒုက္ခရောက်ရတာမင်းသာပျောက်ကွယ်သွားရင်လင်းရှောင်းတောင်ထိတ်ကအရင်လိုပြန်ဖြစ်သွားလိမ့်မယ်တခင်လေးမြင်မြင်နိုးတော့မနိုးသေးရင်တောကောင်တွေလာပြီးတင်ပါကိုကိုက်သွားလိုက်မယ်အကူကြီးဝမ်ဝမ်နိုးလာပြီးတခင်လေးခင်ဗျအခုဘရောက်နေလဲဆိုတာကြည့်ဦးအကူကြီးလို့အော်နေတော့ပဲလားအကူကြီးကတော့ကြားမှာမဟုတ်ပါဘူးငါကိုယ်တိုင်ပဲဒီနေရာကဘယ်နေရာလဲ
တခင်လေးခင်ညာကိုခင်ညာရဲ့ stot အကူကြီးကတောအုပ်ထဲမှာလာပစ်ထားခဲ့တာလေ stot ကိုကြီးလားလျူလူရန်ရဲ့ပရိသတ်တွေပဲလေအဲ့ဒီလိုဖြစ်နိုင်ခြင်းများပါတယ်အာဘာလဲတောထဲမှာလာပစ်ထားတဲ့ဟုတ်လားဒါကငါအဆုံးပစ်ခံလိုက်ရတယ်လို့ပြောတာလားငါအသက်ရှင်နေသေးတယ်လေပညာမရှိတာကတကယ်ကိုကြောက်စရာကောင်းလိုက်တာတခင်လေးဒါဆိုဘယ်လိုပြောကြမလဲဒါကိုတောအုပ်ထဲမှာအဆုံးပစ်ခံလိုက်ရတယ်လို့ခေါ်တာလေခဏနေပါဦးမင်းပြောတာကစတုတ်ထက်ကိုကြီးကငါ့ကိုခိုးထုတ်လာပြီး6ထဲကိုပစ်ချလိုက်တာလားဝိုးငါဘဝကတကယ်ကိုခက်ခဲပါလားလက်မျိုးနွယ်တွေရဲ့စိတ်တက်ကတကယ်ကိုရက်စက်ကြမ်းကြုတ်တာပဲငါသူတို့ပေါ်ဘာညိုးတေးတွေရှိလို့လဲငါ့ကိုဒီလောက်ထိလောက်ကြရအောင်ငါကတော့ကဆိုးမိုးမောင်ကြနေတာပါပဲသူတို့ဘိုးဘွားအုပ်ကူတွေကိုများငါစားမိလို့လားအဲ့ဒီတယောက်တေချာပေါက်ဖြစ်ရမယ်လူလူရန်နောက်ွယ်ကနေကြိုးကင်နေတာလေညောင်တခင်လေးခင်များလဲမအော်ပါနဲ့ဦးထက်အော်ရင်မိစ္ဆာတွေအကုန်ရောက်လာကြလိမ့်မယ်သူတို့အတွက်ညဆအဖြစ်ခံခြင်းလို့လားဟွမ်အာမင်းငါကိုကာကွယ်ပေးနိုင်မလားငါတခုခုဖြစ်ရင်မင်းလဲလို့မှမဟုတ်ဘူးတခင်လေးကျွန်တော်အပေါ်ခင်များရဲ့တောင်းဆိုချက်တွေကလည်းကံကောင်းလို့နေပြီငါကဖိနှိပ်ငက်ဖြစ်ပေမဲ့အခုချိန်မှာတော့ကောင်ပေါက်လေးတစ်ကောင်ပဲရှိသေးတယ်နောက်ပြီးဘလို့လုပ်ရမလဲကောင်းကင်နဲ့မြေကြီးရဲ့ဒါမှမဟုတ်ငါကကြောက်ဖန်ဖွန်းရဲ့လက်ကနေမလွတ်နိုင်ပဲနောက်ဆုံးတော့တေးရမှာလားယူယူရန်ရဲ့လက်ထဲမှာလားတခင်ကျွန်တော်ကိုအရင်ချက်ပေးပါဦးလားဟွမ်အာမင်းတော့ငါနဲ့ပတ်သက်နေတော့မင်းကြည့်ပါဦးပလိငင်ကိုဖျက်လို့ရမယ်နေလန်းရှိလားလို့ငါမင်းကိုဆွဲမထားချင်တော့ဘူးနောက်ဘွားကြမှာပြန်တွေ့ကြတာပေါ့ဟေးတခင်စိတ်မလောပါနဲ့ဦးဒါပါလဲဆိုတာကြည့်ပါဦးနေမြေကန်တက်ချက်ထဲကရှေးဟောင်းနဲ့တော်လားဘာလို့ဒီလောက်တင်းနေရတာလဲကျွန်တော်နေမြေကန်တက်ချက်ထဲကထွက်လာတော့ကဒါကိုခိုးယူလာခဲ့တာဝါဟွမ်အားတော်လိုက်တာအခုတော့ကောင်းပြီငါရှေးဟောင်းနဲ့တော်ထဲမှာခါပုံးနေမယ်ဟွမ်အားကဆရာနဲ့စီနီယာအကူကြီးကိုတွားခေါ်ပြီးငါ့ကိုလာခဲ့ခိုင်းပေါ့ဒုက္ခပါပဲကောင်လေးကိုထိတ်လန့်သွားအောင်လုံးမိလို့တင်မတက်ဖြစ်သွားပြီတခင်မြင်မြင်ပြေးဟွမ်အားမင်းကတော့တကယ်ပဲရှေးဟောင်းနဲ့တော်ကိုဘာလို့ပြန်ယူသွားတာလဲငါတော့မင်းကြောင့်တေတော့မှာပဲဒီခြေထောက်တူတူလေးနှစ်ဖက်နဲ့ဘယ်ကိုပြေးလို့လို့မှလဲတခင်ဒီဝဲပူတွေစုပ်ကြောင်ပါရုတ်တရက်ကြီးပေါ်လာတော့ကျွန်တော်လန့်သွားတာတွားပြီးဒီနေ့တော့ငါအသက်မလွတ်တော့ဘူးထင်တယ်ဒီဝမ်ပူတွေစုပ်ရဲ့ဘိုက်ထဲရောက်တော့မှာပဲအာဝါနိုင်ကျင့်ခံနေရတယ်လို့ပဲငါကိုစားချင်ရင်လဲတလုတ်တဲဝါးစားလိုက်ပါတော့ဒီလောက်ထိနှိစက်မနေပါနဲ့တခင်မငိုပါနဲ့တော့သူတခင်ကိုမစားပါဘူးမင်းမငိုရင်ငါလည်းမငိုဘူးဒါပေမဲ့ငါကိုယ်တိုင်ငိုချင်နေတာစားခံရမှာမဟုတ်ဘူးလားငါမျက်တောင်မခက်ရသေးဘူးနောက်ထပ်18နှစ်ကြာရင်ငါကလူကောင်းတစ်ယောက်ပြန်ဖြစ်လာမှာပါငါကိုမစားပါနဲ့ငါကမစားကောင်းပါဘူးအသားကလည်းတဆုပ်စားတော့မရှိပါဘူးကဲကြပါဦးတခင်ဘာမှမဖြစ်တော့ပါဘူးဝဲပူတွေစုပ်ကတခင်ကိုမစားတော့ပါဘူးဟွမ်အားသူဘာလို့ငါ့ကိုမစားတာလဲဒါမှမဟုတ်အခုမစားသေးလို့လားစားမစားဖို့ခြံထားတာလားတခင်ကျွန်တော်ထင်တာတော့သူကတခင်အပေါ်မကောင်းတဲ့စိတ်မရှိပါဘူးတခင်ကိုဒုက္ခပေးမှာမဟုတ်တာသေးချပါတယ်တကယ်လားဝဲပုလွေကြီးခင်များတကယ်ပဲကျွန်တော်ကိုမစားဘူးလားဒါဆိုရင်တော့ကောင်းပြီဒီတစ်ခါအသက်ရှင်လျက်ပြန်သွားနိုင်ရင်ငါကျင့်စဉ်တွေကိုတေချာကျင့်ရမယ်ငါကျင့်စဉ်တွေအောင်မြင်တဲ့အထိစောင့်နေဘသူကငါ့ကိုအနိုင်ကျင့်ရဲလဲခေါင်းကိုရိုက်ခွဲဖြစ်မယ်အိမ်ပိုက်စားလိုက်တာစီနီယာဝေကနွားနို့တောက်ချင်တာပေါ့ဟင်းအရှင်တခင်မမင်းဘယ်ရောက်နေလဲဆိုတာအရင်ကြည့်လိုက်ပါဦးနွားနို့တောက်ချင်သေးတာလားမင်းအိမ်မှာတောက်လိုက်လေဟေးမင်္ဂလာရှိတော့နနခင်းပါဝဲပုလွေကြီးအစဉ်ပြေသွားပါပြီအခုတော့ငါတီးပြီးမနေ့ညကမင်းငါကိုဒီမှာထားခဲ့တာပေါ့ဒါကဒီနေ့မနက်စာလားငါဒီလောက်ထိအကြိုက်ခံရတာတောင်ထင်ထားသလိုမနာပါလားဒါမှမဟုတ်အခုငါကတရေဖြစ်သွားပြီလားရှင်တခင်မဟွန့်အားတကယ်တော့မင်းကိုယ်တိုင်လည်းမတားနိုင်ခဲ့ဘူးပဲအရန်ကောင်းတာပဲအခုဆိုရင်ငါတို့နှစ်ကောင်မှာသူငယ်ချင်းရှိသွားပြီမျက်လုံးလေးဖွင့်ကြည့်ပါဦးငါအသက်ရှင်နေသေးတယ်တကယ်ကိုကံကောင်းလိုက်တာဝဲပုလွေကြီးရဲ့ဒါကဟေမန်နဲ့တီးပဲဟေမန်နဲ့တီးဆိုတာဘာလဲအင်းစရာကောင်းပြီးစားလိုက်ရင်အကုန်ပြောက်ကင်းသွားတယ်လို့ကြားပူးတယ်ဝိုးချိုလိုက်တာအရန်ကောင်းပြီးဘိုက်ဝသွားပြီးဒီဒေါ်လန်တီရဲ့အရသာကတကယ်ကိုကောင်းတာပဲဆရာနဲ့စီနီယာတွေနီးစမ်းကြည့်ဖို့အတီးအချို့ခူးသွားဦးမယ်ဆရာတို့2ယောက်လုံးနဲ့စီနီယာ3ယောက်စလုံးအတွက်ဝဲပုလွေကြီးငါတို့စကားခဏလောက်ပြောကြရအောင်ငါ့ကိုပြန်ပို့ပေးနိုင်မလားဝိုးဝဲပုလွေကြီးမင်းကတကယ်ကိုတော်တာပဲမင်းကငါတို့ဘူးသမျှထဲမှာအတော်ဆုံးဝဲပုလွေဖြစ်ုံတင်မကဘူးအချော်ဆုံးဝဲပုလွေလည်းဖြစ်တယ်နောက်ဆိုရင်နေ့တိုင်းမင်းကိုမြင်နေရရင်ကောင်းမှာပဲဒါပေမဲ့မင်းကဒီလောက်တော်နေတော့လို့ဆရာတွေအများကြီးရှိနေမှာပါဘာပဲဖြစ်မင်းရဲ့ကျေးဇူးကိုငါမြဲမထားပါမယ်ငါကြီးလာတဲ့အထိစောင့်နေဦးနော်မင်းစီကိုငါတေချာပေါက်ပြန်လာရှာမှာပါဟွမ်အားငါကိုအိမ်ပြန်ပို့ပေးပါဦးဝေမင်းဗမာလဲစီနီယာနဲ့ကမင်းကိုလာရှာနေတာမြင်ထွက်လာခဲ့တော့ပုံမနေနဲ့တော့ကောင်းမွန်ရှိနေရင်နဲ့ဘာလို့ပျောက်သွားရတာလဲမနေ့ကမွန်းလွဲပိုင်းမှာတောင်သူ့ကိုတွေးလိုက်သေးတယ်တကိုယ်လုံးနူးညံ့ပြီးချစ်စရာလေးဒါကလေရှောင်းတောင်ကဆင်းလာတဲ့မိစ္ဆာတကောင်ကဖမ်းသွားတာများလားမဟုတ်ရင်ငါတို့မျက်စိအောက်ကနေဘလို့ပျောက်သွားနိုင်မှာလဲစီနီယာလေးလျို့အချိန်တွေနှောင်းကုန်ပြီးမင်းဘာမှမပြောသေးဘူးလားစီနီယာကြီးကျွန်တော်တကယ်မသိပါဘူးစီနီယာလေးဘယ်ရောက်နေလဲဆိုတာခင်များတို့ကြအနော့ကိုမကြိုက်ဘူးဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်မလုပ်တဲ့ကိစ္စကိုတော့ကျွန်တော်ပေါ်အစ်ပုံကြလို့မရဘူးစီနီယာအာဝန်သူ့ကိုအများကြီးပြောမနေပါနဲ့တော့အခြေအနေကိုကြည့်ပြီးမှပဲကျွန်တော်ဆုံးဖြတ်ပါမယ်ခင်ဗျားတို့ကြည့်ကြစမ်းဟိုမှာလေဝဲပုလွေကြီးနဲ့လက်စန်းတနာမိစ္ဆာဆိုးတွေအကုန်လုံးအစင်တင်ပြင်ထားကြဆရာဒါကမဟာယာနအဆင့်ရှိတဲ့မိစ္ဆာမဟုတ်ဘူးလားချင်းအာဝန်ကိုနာကိုဘာလို့ပေါ်လာရတာလဲမရှင်းလင်းသေးဘူးဒီဝဲပုလွေဝိညာဉ်ကအရန်တမာတဲ့နောက်ပြီးအရန်လဲမြင်နေမင်းတို့အားလုံးသတိထားကြဆရာအကူကြီးဒုတိယအကူအမဝင်းပြန်လာပြီးဝင်းမင်းကတကယ်ကိုချစ်ဆရာကောင်းတာပဲမြောင်လေးတောင်မင်းကိုတေချာကြီးမဆိုင်နိုင်ခဲ့ဘူးဝဲပုလွေလေးမကြောက်နဲ့ဆရာကျွန်မကိုပြန်ခေါ်လာပေးတာဝဲပုလွေအကူကြီးပါသူကအကောင်းဆုံးဝဲပုလွေပဲငါတို့ကိုဘယ်တော့မှအနေနဲ့မပြုတ်ဘူးမင်းစင်ပြေတာကောင်းပါတယ်ဒါကမင်းရဲ့ဒုတိယအကူကမင်းပေါ်မကောင်းခဲ့လို့မင်းကိုကောင်းဂူးမဆိုင်ခဲ့လို့ပါဟီရပါတယ်အားလုံးကြည့်လိုက်ကြပါဦးဒါကဝဲပုလွေအကူကြီးပါသူကကျွန်မကိုတော်သီးတွေတွားရှာပေးတာအရန်စားလို့ကောင်းတယ်မင်းတို့လည်းမြည်စမ်းကြည့်ကြဦးဒါကအပြာရောင်ရေခဲတီးပဲအလိုလေးငါမျက်စိတွေမားနေတာမဟုတ်ဘူးမလားအပြာရောင်ရေခဲတီးတွေအပုံလိုက်ကြည့်ပါလားသူကဓာတွေကိုသူ့အကူတွေကိုတောင်ဒီအတိုင်းပေးရသေးတယ်ငါရင်တဲ့အရန်နာကျင်ရတယ်ဒီလောက်အဖိုးတယ်နဲ့အသီးကိုသူကဒီအတိုင်းလွယ်ကူပေးလိုက်တာပဲကောင်းတဲ့အရာတွေကိုနှမျောစရာကြီး
ဆရာကျွန်တော်အခုရွှေတန်တဲ့အဆင့်ကိုတက်တော့မလို့ခန်းစားနေရတယ်ဒီပြာရောင်ရေခဲတီးကတကယ်ကိုကြောက်စရာကောင်းတာပဲဒါပေါ့ဒီရတနာကကောင်းကင်နဲ့မြေကြီးရဲ့ဝိညာဉ်စွမ်းအင်တွေနဲ့ပြည့်နေနေတာကျင့်ကြံသူရဲ့တိုင်းပညာအဆင့်ကိုမြင့်တင်ပေးုံတင်မကပဲကျင့်ကြံသူရဲ့ခန္ဓာကိုယ်ကိုလည်းအကောင်းဆုံးခြေအနေဖြစ်အောင်ညှိပေးနိုင်တဲ့ဝမ်ဝမ်အကူကြီးကမင်းကိုအချစ်ဆုံးပဲဟီဟီအားမနာကြပါနဲ့အားလုံးအတွက်ရှိပါတယ်ဝယ်ဘူးလွေအကူကြီးအခုအိမ်ပြန်တော့မှာမလားဝယ်ဘူးလွေအကူကြီးကျမကိုပြန်ခေါ်လာပေးလို့ကျေးဇူးတင်ပါတယ်နောက်ကြရင်ကျမရှင့်စီတေချာပေါက်လာရှာပါမယ်နောက်မှပြန်တွေ့ကြမယ်နော်ဝယ်ဘူးလွေအကူကြီးဝမ်ဝမ်မင်းကိုဘသူဖမ်းသွားလဲဆိုတာတီလားတီတာပေါ့စတုတ်ထဲကိုကြီးကကျွန်တော်ကိုအဝေးကြီးမှာရှိတဲ့တောင်တဲကိုခေါ်သွားပြီးပြစ်ထားခဲ့တာလေဝယ်ဘူးလွေအကူကြီးဒါမကဲရင်ကျွန်တော်တော့တော်လန်တရက်ဆန်တွေရဲ့စားတာကိုခံရပြီးအယိုးပဲကျွန်တော်မှအသေးအချပဲဟွန်ဒါကြောက်ချင်းစီရဲ့လက်ချက်ဆိုတာငါတီးတာပေါ့ကိုရဲ့ညီငယ်လေးကိုတောင်အစိတ်ခက်ရဲတယ်ပေါ့ဆရာကြီးဒီတခါတော့သူ့ကိုပြင်းပြင်းထန်ထန်အချစ်ပေးရမယ်နော်ကြောက်ချင်းစီကိုလုံးဝခွင့်မလွတ်ပါနဲ့မှန်ပါတယ်ဆရာကြီးဒီလိုကျေးဇူးကမ်းပြီးကိုကျင့်တရားရှိတဲ့တပိတ်မျိုးနဲ့ကျွန်တော်တကုန်းတဲသားမချစ်ချင်တော့ဘူးဆရာကြီးဝမ်ဝမ်နဲ့ကြောက်ချင်းစီကြားကကိစ္စကတိတ်ပြီးတော့မရှုပ်ထွေးပါဘူးဒီကိစ္စရဲ့နောက်ွယ်မှာတယောက်ယောက်ကရည်ရွယ်ချက်ရှိနဲ့မြောက်ပင်ပေးနေတာလို့ကျွန်တော်ထင်ပါတယ်အကူကြီးပြောတာအရန်ကိုအတိတ်ပဲရှိတာပဲကျွန်တော်လည်းအဲ့ဒီလိုပဲတွေးမိတယ်ဆရာကြီးတို့လည်းအတိတ်ပဲကိုနားလည်ကြမယ်ထင်ပါတယ်ယိုနက်လော့ကစနစ်ထဲကနေလဲထားတဲ့စိတ်ချောက်ချစေတဲ့စိတ်ကိုတုံးပြီးတော့မှဒုတိယအကူကြီးကိုလက်စွမ်းပြခွင့်ရစေခဲ့တာလို့ဆရာကြီးကိုမပြောနိုင်တာနှမျောစရာပါပဲစနစ်အတွက်ကတော့ဒါကကျဲတွေးမရှိတဲ့မောင်မိုက်တဲ့ညတဲ့ညလိုပါပဲသူလုံးဝယုံကြည်မှာမဟုတ်ပါဘူးဒီတခါတော့ယိုနလော့တယောက်ဒုက္ခရောက်တော့မှာပဲဒါပေမဲ့စတုတ်ထဲကိုကြီးကလည်းအချစ်မရှိတဲ့သူတော့မဟုတ်ပါဘူးအဲ့ဒီလိုငရုံးကြီးတယောက်ကယိုရှိရဲ့စကားနှဲငယ်နဲ့တင်အရာအားလုံးကိုမေ့သွားတာလေအယူလောက်ခံရတာတော့မှတလို့တလားလုပ်ပေးခဲ့တာပဲကျွန်တော်စဉ်းစားလို့တောင်မရဘူးဝမ်ဝမ်ကိုတောင်ပျောက်သွားအောင်လုပ်နိုင်သေးတယ်လေဒါကတော့ညီငယ်လေးလျို့ကစီစဉ်ထားတာပဲဖြစ်ရမယ်အဲ့ဒီကောင်လေးသာပြန်လာရဲ့ရင်တော့ကျွန်တော်လုံးဝခွင့်လွတ်မှာမဟုတ်ဘူးခုချက်ချင်းရက်လိုက်စမ်းဒုတိယအကူကြီးနဲ့အရင်တွေ့ဘူးသလားမင်းဘယ်တွေသွားနေတာလဲမနေ့ကညီငယ်လေးကစာမေးပွဲကြလို့စိတ်မကောင်းဖြစ်ပြီးတော့ရင်ထဲကမွန်းချက်မှုတွေကိုဖြေဖြောက်ဖို့လူသူမရှိတဲ့နေရာကိုသွားခဲ့တာပါအကြောင်းလေးတကောင်တဲနဲ့တင်တနေရာမှာထိခိုက်ဒဏ်ရာရတာမျိုးမဖြစ်နိုင်တာတော့မဟုတ်ပါဘူးမော့ချင်မင်းတီလားမနေ့မြတ်ကဝမ်ဝမ်ပြောသွားတယ်ဆိုတာဆရာကြီးကိုပြောပြရရင်ညီငယ်လေးမသိပါဘူးခုနှစ်တင်ပဲစတုတ်ထက်ကိုကြီးဝမ်ဝမ်ကပြောသွားတယ်လေမင်းကသူ့ကိုခိုးပြီးခေါ်သွားပြီးတောင်ထဲမှာပြစ်ထားခဲ့တာလို့မင်းကဆရာကြီးရဲ့စကားကိုနားမလည်ချင်အောင်ဆောင်နေတုံးပဲလားတခြားလူတွေအတွက်စင်ချေတွေရှာနေတုံးပဲလားဒုတိယအကူကြီးခင်ဗျားကျွန်တော်ကိုပြောင်ပြောင်တင်းတင်းကြီးလိန်ရဲတယ်ပေါ့လေကြောင်လေးတကောင်ရဲ့စကားတက်တက်နဲ့တင်ကျွန်တော်ကိုဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲကျွန်တော်တို့တွေကမြေကိုတွေအဖြစ်နဲ့အတူရှိလာတာနှစ်ပေါင်းများစွာကြာပြီလေဒီလောက်တောင်မှမယုံကြည်နိုင်ကြဘူးလားကျွန်တော်ကတော့စတုတ်ထက်ကိုကြီးရဲ့စံပြပုတ်ကိုဖြစ်အောင်ပဲနေပါတော့မယ်တရုတ်ဆောင်မလုပ်ရတာနှမျောစရာပါပဲညီတာနဲ့ညီရင်ညီမေးတာနဲ့ညီရင်မေးတယ်ဆိုတဲ့စကားကမမားပါဘူးလျိုရှိရဲ့နဲ့အကြာကြီးပေါင်းလာတော့တရုတ်ဆောင်တာတွေကတော့ရာခိုင်နှုန်းပြည့်ပေါ်နေတာပဲမော့ချင်မင်းကတေးရင်တောင်ဝန်မခံဘူးပေါ့လေငါတို့တွေမင်းကိုဘာမှလုပ်လို့မရဘူးလို့ထင်နေတာလားဒါမှမဟုတ်မင်းလုပ်ခဲ့တဲ့ကိစ္စတွေကဘာချေရလက်ရမှမကြံခဲ့ဘူးလို့ထင်နေတာလားဆရာကြီးညီငယ်လေးကလင်းရှောင်းတောင်ကိုရောက်လာကြတဲ့ကဒီတောင်မှာအရှုပ်ထွေးတွေကမချစ်တော့ဘူးအဲ့ဒါကသူ့ရဲ့ပြဿနာလို့ရောမတွေးမိဘူးလားအိုးကျွန်တော်အရင်သွားတော့မယ်ဒီမျိုးရိုးနာမီလန်းဆိုတဲ့သူကတော့မျက်လုံးနှလုံးဖွင့်ထားလျက်နဲ့တောင်ရှောက်ပြောနေတာပဲကျွန်တော်လိုကြောင်လေးတကောင်ကဘာပြဿနာတွေများရှာနိုင်မှာလဲသူ့ရဲ့ဘိုးဘေးတွေကတော့စားဖို့မှုတွေပဲဖြစ်ရမယ်ဒီလောက်တောင်အစ်ပုံချက်တက်နေတာလားမင်းရဲ့ချောမောတဲ့မျက်နှာလေးပြစ်သွားအောင်ရိုက်လိုက်ရမလားမင်းတေချင်နေတာပဲမင်းဘာလုပ်ချင်တာလဲငါညီမလေးကိုလက်ဖြားနဲ့တောင်ထိရဲတယ်ပေါ့ဆရာကမင်းကိုအလွတ်ပေးမှာမဟုတ်ဘူးမင်းဘာပြောလိုက်တာလဲဒီမှာရှိနေတဲ့စီနီယာတယောက်အနေနဲ့ဝမ်ဝမ်ကိုလက်ဖြားနဲ့တောင်ထိရဲသေးတာလားတပိတ်မွန်းရဲပါဘူးဒါပေမဲ့ညီငယ်လေးကအရန်ငယ်သေးတယ်ဒါပေမဲ့လူကြီးကိုမယိုသေးတတ်ဘူးကျွန်တော်တို့စီနီယာအကိုပေါ်မှာလဲနေနေလေးမှလေးစားမှုမရှိဘူးဆရာကညီငယ်လေးကိုချစ်လွန်းလို့ပတ်လိုက်နေတာဖြစ်ပါလိမ့်မယ်မဟုတ်ရင်တော့နောက်ဆိုသူကပို့ပြီးတော့အလိုလိုက်ခံရပြီးအရှိမရှိဖြစ်လာလိမ့်မယ်ကျွန်တော်တို့ရဲ့လင်းရှောင်းတောင်ကိုပျက်စီးခြင်းတွေယူဆောင်လာမှာကိုစိုးရိမ်မိပါတယ်ဆရာအသေးအချာပြန်စဉ်းစားပေးပါမင်းလုပ်ခဲ့တဲ့အပြုအမူတွေမှာဘာမှမရှိဘူးလို့မင်းထင်နေပုံရတယ်ဆရာအသေးအချာပြန်စဉ်းစားပေးဖို့တောင်းဆိုပါတယ်ညီငယ်လေးဘက်ကနေဘက်လိုက်ပြီးကျွန်တော်တို့ရဲ့စိတ်တွေကိုမနာကျင်စေပါနဲ့တကယ်ကိုအထင်ကြီးစရာပဲကုန်းချုံနဲ့တောင်းတခင်အားလုံးရှိမှာဒီနေ့လင်းရှောင်းတောင်ရဲ့ကိစ္စကိုကျွန်တော်ကိုယ်တိုင်ပဲဖြေရှင်းပါမယ်ဟုတ်ကဲ့ပါဆရာတကယ်ပဲဒီလိုလုပ်မှလားကျွန်တော်ဆရာကိုဆွဆွဲတယ်လို့ဆရာပြောနေမှာတော့တက်တေတွေကိုလည်းခေါ်ယူရမှာပေါ့ကျွန်တော်ကလင်းရှောင်းတောင်ကပါကျွန်တော်ဂုံးတူညီအကိုတွေကိုဘယ်တော့မှအနေရပြုတ်မှာမဟုတ်ပါဘူးတကယ်ကိုအတိရနေတာပဲဒီလောက်ကိစ္စသေးသေးလေးကိုတော့မဖြေရှင်းနိုင်ဘူးစီနီယာအကိုကြီးမင်းရဲ့ရည်ရွယ်ချက်ကဘာလဲဂုံးချုပ်မူလကတော့ဒီကိစ္စကိုကျွန်တော်ကိုယ်တိုင်ပဲဖြေရှင်းချင်ခဲ့တာပါဒါပေမဲ့ဒီတစ္ဆာဖောက်တပေကတော့ကျွန်တော်ကိုတောက်လျှောက်ဆဲဆိုနေတဲ့တကယ်ကိုလောဘကြီးလို့နဲ့အမှန်တရားကိုသင်ခန်းစာပေးတင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုအရှက်ရစရာနမီဆိုးကိုမခံယူခြင်းဘူးအဲ့ဒါထက်ပိုဆိုးတာကလင်းရှောင်းတောင်ကတပေတယောက်ပျောက်ဆုံးနေသေးတယ်ဒါကြောင့်ဂုံးချုပ်နဲ့လူတိုင်းကိုတက်တဲ့အဖြစ်ကူညီပေးဖို့တောင်းဆိုပါတယ်ဂုံးချုပ်တဲ့အတွက်တရားမျှတအောင်ဆုံးဖြတ်ပေးပါဆရာကညီငယ်လေးဘက်ကနေဘက်လိုက်နေတာပါဘာလို့လဲဆိုတော့ညီငယ်လေးကပြောလို့ပါကျွန်တော်ကသူ့ကို6ထဲကိုခေါ်သွားပြီးပြစ်ထားခဲ့တယ်လို့ပြောလို့ပါဆရာကဘာမှမစင်စားပဲချက်ချင်းယုံကြည်ပြီးကျွန်တော်ပေါ်ချစ်ပုံချခဲ့တယ်ကျွန်တော်ကိုဂုံးကနေတောင်နှင်ထုတ်ချင်နေတာဒီလိုကိစ္စမျိုးရှိလို့လားဂုံးချုပ်ကလေးတယောက်ရဲ့စကားကိုဘယ်လိုလုပ်ယုံကြည်လို့ရမှာလဲပုံမှန်ဆိုရင်ကျွန်တော်ကစီနီယာတွေနဲ့စကားတိတ်မပြောဖြစ်ဘူးဒါကြောင့်ညီငယ်လေးရဲ့အချစ်ကိုမရခဲ့ဘူးသူကကျွန်တော်ကိုအထူးတလဲမုန်းနေတာကြည့်လိုက်ပါဦးဒါကအခုလေးတင်ရိုက်ခံထားရတဲ့ညီငယ်လေးရဲ့မျက်နှာပဲ
အသက်ကငယ်ငယ်လေးရှိသေးပေမဲ့စိတ်ထားကတော့တကယ်ကိုရက်ဆက်ပြီးကယူနာမရှိဘူးလူကြီးကိုလည်းလုံးဝမယိုသေးဘူးတင်ခန်းစာပေးတင်ပါတယ်ဒါပေမဲ့ဆရာကတော့သူကငယ်သေးတယ်ဆိုပြီးဘာဖြစ်တယ်မှပြင်းပြင်းထန်ထန်မပေးခဲ့ဘူးစတုတ်နီမင်းဘာတွေပြောနေတာလဲမင်းရဲ့စတုတ်စီနီယာအကိုကိုအရန်အထင်သေးလွန်းရရောက်နေပြီးပုံမှန်ဆိုရင်မင်းကဘာမှမပြောတတ်ဘူးဒါပေမဲ့အခုလိုအချိန်မျိုးမှာတော့စကားတွေကတသွင်သွင်ထွက်နေတာပဲသူများကိုဆွဆွဲတာကတော့တကယ်ကိုလက်ရမြောက်ပါတယ်ဘာပဲချစ်ချစ်မင်းရဲ့ဆရာပေါ်မှာတော့ဒီလောက်ထိအပြစ်မတင်သင့်ဘူးတရက်ဆရာဖြစ်ဖို့ရင်တစ်သက်လုံးခင်ပါပဲမင်းရဲ့အမှုအရာကကျေးဇူးကမ်းတဲ့လူတစ်ယောက်နဲ့ဘာမှမချဘူးဟာဟာအဝင်းရဲ့စကားတွေကတော့နည်းနည်းတော့လွဲသွားသလိုပဲလန်ခီးမตายရတဲ့အခါကူညီပေးမဲ့သူရဲ့ကောင်းတွေပေါ်လာတတ်တယ်ဆိုတဲ့စကားရှိတယ်မတရားတာတွေဖြစ်လာရင်တယောက်ယောက်ကတော့လက်ကူပေးရမှာပဲလွင်ချောင်းတောင်ထွေးရဲ့တပိတ်တွေကအများကြီးပဲအားလုံးကညီကိုတွေလိုပဲစီးစီးလုံးလုံးရှိကြပါတယ်လွင်ချောင်းတောင်ထွေးရဲ့တပိတ်က3-4ယောက်ပဲရှိတာပါဒီလူကဒီလောက်တောင်စိတ်အိုက်နေရတာငါအမြင်မှာတော့စီနီယာအကိုကြီးကမတရားစီစဉ်လို့ဖြစ်ရမှာပဲကိုလူအချင်းချင်းပက်လိုက်နေတာပဲစီနီယာအကိုရဲ့ပြောတာအမှန်ဆုံးပဲချန်စီတောင်ထုတ်ကငါလဲဒီလိုမျိုးတစ်ခါမှမတွေ့ဘူးတချို့ချိန်တွေမှာတေးချာစဉ်းစားတင်တယ်ကိုဘက်မှာဘာမှနေလဲဆိုတာအစကတည်းကကိုကြည့်ကိုသူများပေါ်ပဲအမြဲပုံမချပါနဲ့တပိတ်အပေါ်မှာပဲအကုန်ဖုံးကွယ်ထားတယ်ဒီလူနှစ်ယောက်ရဲ့မျက်နှာတွေကတော်တော်ကြီးရဆိုးတာပဲထားလိုက်ပါတော့ရှောက်ပြောရဲသေးတယ်တစ်ချက်ကြည့်လိုက်တာနဲ့တင်ဆရာကိုမနာလို့ဖြစ်နေတဲ့ဒီခေတ်ရဲ့အတုံးမကျတဲ့ချော်လာတွေမှန်းသိတာပါတယ်ခင်ဗျားတို့နှစ်ယောက်လုံးကငါရဲ့ဂျူနီယာညီလေးကိုစားအများကြီးကူပြောပေးနေကြတာပဲသူတော်စိတ်ညစ်နေရမယ်လို့ထင်နေကြတာလားစီနီယာအကိုကြီးနှစ်ယောက်ကသူများကိုကူညီရတာဝါသနာပါမှတော့ငါလည်းစိတ်ကောင်းထားပြီးသူ့ကိုခင်ဗျားတို့စီပဲလွတ်ပေးလိုက်တော့မယ်ဆရာကတော်တော်အနေနဲ့များတာပဲတယောက်တည်းပြောတာထက်အတူတူပြောရတာပိုကောင်းတာပေါ့အပြစ်ဒဏ်ကိုလင်းချောင်းတောင်ထွတ်တစ်ခုတည်းခန်းစားရလို့မချစ်ဘူးအားလုံးဆိုရွှဲသွားအောင်အရင်ဆုံးမိုးရွာချလိုက်မှကောင်းမှာတပိတ်ချစ်သူကတခြားကုန်းကိုတွားရောက်ခုလုံဖို့ဝမ်းမြောက်စွာသဘောတူပါတယ်တရားမျှတမှုအတွက်ကူပြောပေးကြတဲ့စီနီယာအကိုကြီးနှစ်ယောက်ကိုကျေးဇူးတင်ပါတယ်စီနီယာအကိုကြီးနှစ်ယောက်ဒီတပိတ်ကိုလက်ခံပေးကြပါဟေးစီနီယာအကိုကြီးနှစ်ယောက်စိတ်မဆိုးကြပါနဲ့ဒီလိုထူးချွန်တဲ့ပေမျိုးကိုအလို့မခံတင်ဘူးနော်ဟာမင်းကလေချောင်းတောင်ထွေးရဲ့တပိတ်ပဲမင်းရဲ့ဆရာကမင်းကိုအားတုံခုံဆိုင်ပြုစုပြောထောင်ခဲ့တာငါကသူပါချင်းမြင့်နိုးတဲ့သူကိုမလူယူချင်ပါဘူးချင်းရွင်ကုန်းမှာတပိတ်တွေကအများကြီးရှိနေပြီးငါရဲ့တီးဖို့နေရာတော့မရှိတော့ဘူးကုန်းချုပ်ကြီးလည်းတွေးတဲ့အတိုင်းပါပဲငါရဲ့ဒီတပိတ်ကဘလို့လူစားမျိုးလဲဆိုတာဆရာတယောက်အနေနဲ့ငါအပေါ်ဘလို့ဆက်ဆံခဲ့လဲဆိုတာမပြောနဲ့တော့ဘလောက်တောင်ယိုသေးမှုမရှိဘူးလဲဆိုတာပဲဂုံးတုပိတ်ချင်းကိုတောင်ရံပြူခဲ့တဲ့ကိစ္စနဲ့တင်လင်းချောင်းတောင်ထွတ်ကသူ့ကိုလက်မခံနိုင်တော့ဘူးဆရာဘလို့လို့ဒီလိုလုပ်ရတာလဲကြောင်လေးတကောင်ရဲ့စကားကိုနားထောင်ပြီးတပိတ်ကိုအစ်စ်ပေးရတယ်လို့မင်းကတော့တေရင်းထဲရောက်မှပဲနောင်တရမဲ့ပုံပဲဘလို့မှနားမဝင်တော့ဘူးရွေးမှုပိုင်9ယောက်မြောက်ဂျူနီယာညီမလေးကိုတွားခေါ်လိုက်သူအခန်းထဲမှာပုံပြီးချောင်းကြည့်နေတာတဝက်ကျိုးနေပြီးအပြင်ထွက်လာဖို့အချိန်တန်ပြီးဟုတ်ကဲ့ပါစီနီယာအကူကြီးခင်ဗျားဘာလို့မလို့လဲထွက်လာခဲ့ပါဆရာကခေါ်ခိုင်းလိုက်လို့ဆရာတပိဘာမှလို့လဲဆိုတာမသိပါဘူးစီနီယာအကူကြီးကဒီလောက်တောင်ရိုင်းဆိုင်ရတာလဲအခန်းတကားကိုတောင်ကန်ဖွင့်ပြီးဝင်လာတယ်တို့ရဲ့ချင်းရွင်ကုန်းမှာပြဿနာတက်နေပြီးချင်းရွင်ကုန်းသားတယောက်အနေနဲ့ဘာလို့အခန်းထဲမှာပုံနေပြီးအပြင်မထွက်တာလဲဆရာဒီကိစ္စတွေကတပိနဲ့မဆိုင်ပါဘူး၄ယောက်မြောက်စီနီယာအကိုလောက်တာပါဆရာတို့လည်းတီးကြသားပဲတပိက၄ယောက်မြောက်စီနီယာအကိုနဲ့ရင်းနှီးတယ်ဆိုတာတပိအနေနဲ့အပြောဆိုလွတ်အောင်ရှောင်နေရတာပေါ့ဂျူနီယာညီမလေးဟုတ်ရဲ့လားဒါပေမဲ့မင်းရဲ့စီနီယာအကိုလေးကပြောတော့သူလို့တမျှအရာအားလုံးကမင်းခိုင်းလို့လောက်တာပါတဲ့စီနီယာအကိုလေးအကိုကကျမကိုဒီလောက်တောင်ပုတ်ချရတာလားမင်းဘလို့လောက်တာကိုလုံနိုင်ရတာလဲပုံမှန်ဆိုရင်မင်းကအငယ်ဆုံးတပိတ်လေးကိုမတန်တလို့ပဲအမြဲကြီးလေးရှိတယ်ဆရာနဲ့စီနီယာတွေကသူ့ကိုပဲအလိုလိုက်နေကြတယ်လို့မင်းမြဲပြောနေတာလေအငယ်ဆုံးလေးကငယ်ပါသေးတယ်လို့ငါမင်းကိုအမြဲတတိပေးခဲ့တာပဲဆရာနဲ့စီနီယာတွေကသူ့အပေါ်ပို့ပြီးတီးခံပေးတင်တာပေါ့ဖူစမတပိတ်မင်းဟမ်မဆောင်ပါနဲ့တော့ငါ့ကိုတိုက်ရိုက်ပဲပြောစမ်းပါသူကအလိုလိုက်ခံရတာကိုအခွင့်ကောင်းယူပြီးမင်းကိုနှိမ့်ဆက်နေတာလားဆရာနဲ့စီနီယာတွေကဘက်လိုက်ပြီးမင်းကိုအေးမဆက်ဘူးလို့မင်းမြဲပြောနေတာမဟုတ်လားကျွန်တော်အဲ့ဒီလိုမပြောပါဘူးဟာခွေးချင်းချင်းကိုက်နေကြတာကြည့်လို့ကောင်းလိုက်တာတယောက်ကိုတယောက်မျက်နှာကိုတိတ်တိတ်ကိုက်နေကြတာပဲဒါကပြက်စက်ကြည့်ရတာထက်တောင်ပိုကျင်တဲ့ဆရာကောင်းသေးတယ်ဖြဲစစ်လေးဝါပြီးကြည့်နေရရင်ပိုတောင်အရသာရှိဦးမယ်စတုတ်စီနီယာအကူကြီးခင်ဗျားကျမကိုဘယ်လိုများဒီလိုပြောနိုင်ရတာလဲဒါကအရန်လွန်နေပြီးတော့ဝါမင်းသမီးပြီးတပါပေတယ်တရုတ်ဆောင်ချက်တွေကတော့မခေဘူးပဲမျက်ရည်တွေဖြန်ချန်ကြနေပေမဲ့တနာစရာကောင်းပြီးနူးညံ့တိမ်မွေးတဲ့ပုံစံမျိုးကိုဖန်ထားနိုင်သေးတယ်တကယ်လူတွေနဲ့တော့မတူဘူးပေါ့လေတကယ်လူတွေငိုရင်နှစ်ချေးတွေမျက်ရည်တွေနဲ့ရှုပ်ပွနေတာဟွမ်အာမင်းကောင်းကောင်းပြောတတ်ရင်ဘာဆက်ပိတ်ထားစမ်းလျူဤစောမင်းဘာလို့ပြန်လာတာလဲစီနီယာလန်လျူကအားနွဲတဲ့မင်းကလေးတယောက်ပါမင်းဘလို့လို့သူ့ကိုဒီလောက်တောင်နှိမ့်ဆက်နိုင်ရတာလဲဒါမှမဟုတ်မင်းကတကယ်ပဲသူ့ကိုမျက်နှာသာပေးပြီးဒါတွေအားလုံးကဟန်ဆောင်နေတာလားအိုးလျူလူရန်ရဲ့တန်ဖိုးရှိတဲ့အရာကမြစ်တစ်ဖက်ကန်းကငါဖြစ်ရမယ်မနေ့ကရန်သူကဒီနေ့တော့မိတ်ဆွေဖြစ်သွားပြီပေါ့မင်းသမီးပြီးတပါပေတယ်လက်ရှိချင်းကိုတောင်ဆွဲဆောင်နိုင်သေးတယ်နောက်ပြီးလျူဤစောဆိုတဲ့လူကလည်းတယောက်ကတော့သူ့အတွက်သူရဲ့ကောင်းလို့ချင်နေတာပဲသူ့အတွက်ဆိုအယူလို့ဖို့လဲဝင်မလေးဘူးသူ့ကိုရဖို့အတွက်ဆိုဘာမဆိုလုံးမဲ့ပုံပဲတပိလေးမှာသွားပါတယ်ဒါပေမဲ့ဒီတပိကဘသူ့ကိုမှမထိခိုက်စေခဲ့ပါဘူးအငယ်ဆုံးတပိလေးဆရာကိုတောင်းပန်ပေးပါဦးအိုးမမမသိတယ်ဆိုရင်ဘယ်နေရာမှာမားခဲ့တာလဲဆိုတာပြောစမ်းပါတကယ်လို့ဖူစမတပိကကျွန်ုပ်ကိုပြောပြခဲ့ရင်သူ့ရဲ့စိတ်ပစ်စရာတွေကိုပြောပြမှာပါသူကတော့ဆရာနဲ့စီနီယာတွေကသူ့အပေါ်စိတ်မကျင်တတ်ကြဘူးလို့ပြောပါတယ်အငယ်ဆုံးတပိလေးရောက်လာကြတဲ့ကလူတိုင်းကသူ့ကိုနှိမ့်ဆက်ကြတယ်လို့လဲသူကပြောပါတယ်အငယ်ဆုံးတပိလေးသာမရှိရင်ပိုကောင်းမှာပဲတဲ့ကျွန်တော်ကတော့သူ့အတွက်မတရားဘူးလို့ခန်းစားရလို့ပါ
အငယ်ဆုံးတပိတ်လေးကိုထိခိုက်အောင်လုပ်ဖို့ဘယ်တော့မှမစင်စားခဲ့ပါဘူးစီနီယာလန်ခင်ညာရဲ့စိတ်ထားကတော်တော်ရုံမာတာပဲကိုကုန်းသားချင်းချင်းပေါ်မကောင်းကျယ်စီနေတာအခုတော့အမိကန်လိုက်ရပြီမဟုတ်လားဒါတောင်လူကိုမင်းစားအချစ်တင်ခံခိုင်းချင်သေးတာလားတော်တော်ကိုမျက်နှာပြောင်တိုက်နိုင်လို့နဲ့စီနီယာလီကိုဘာမှထင်မပြောပါနဲ့တော့စီနီယာလန်တမင်လို့တာမဟုတ်မှန်းကျွန်မသိပါတယ်ကျွန်မအရင်သွားလိုက်ပါဦးမယ်ဒီလူရန်ဆိုတဲ့လူကတကယ့်ကိုကျွမ်းကျင်တာပဲတခြားလူတွေရဲ့နောက်ွယ်မှာပုံနေပြီးစကားနည်းငယ်ပြောရုံနဲ့သူ့အတွက်အနေရတဲ့ကိုခုံဝင်ပေးမဲ့လူရှိနေတာပဲဒီပရိယေကမစိုးဘူးပဲနောက်ဆိုရင်ငါကြီးလာတဲ့အခါဒါကိုကောင်းကောင်းတင်ယူထားရမယ်မင်းကောင်းကောင်းမထားပါအဲ့ဒီအရာတွေကိုမယူလာပါနဲ့မင်းရဲ့အစွမ်းထက်လာတဲ့နေစနစ်ကိုဘာလို့မသုံးတာလဲအဲ့ဒီအတိုင်းပါပဲမင်းပြောပြောင်းနဲ့တောင်းပန်တိုးရှိုးနေတယ်လို့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီနေရာမှာပဲတရှုံရှုံငူကျွေးနေတာပေါ့အဲ့ဒါကိုတွေးလိုက်ရုံနဲ့ဒီငါမှာချက်တီးမွေးငင်းတွေထသွားရတယ်ဘလောက်တောင်ကြောက်စရာကောင်းလိုက်တယ်ဒါကအရန်ကိုကြောက်ဖို့ကောင်းလို့နဲ့တကယ်ကိုထူးဆန်းလိုက်တာဆရာကြီးစီနီယာတွေကသူ့ကိုဘာလို့အဲ့ဒီလိုမျက်လုံးတွေနဲ့ကြည့်နေကြတာလဲအဲ့ဒီလိုဒီဆိုကိုကြည်စမ်းသူ့ခေါင်းပေါ်မှာကြိုးတချအောင်လဲရှိနေသေးတယ်အဲ့ဒါကယိုယူရန်နဲ့တောင်ချီနှောင်ထားသေးတာပဲဒါပေမဲ့အယောင်ကအစိမ်းရောင်ကြီးယိုယူရန်ကသူ့ကိုအစိမ်းရောင်ဦးထုတ်ဆောင်ပေးလိုက်ပြီလို့တော့မပြောပါနဲ့တော့အဲ့ဒါမဟုတ်ဘူးမလားသူတို့ကလင်မယားမမဟုတ်တာဘာလို့အဲ့ဒီလိုလုပ်ရမှာလဲအခုတော့ငါနားလေသွားပြီးအဲ့ဒါကယိုဒီဆိုရဲ့ကံကြမ္မာပဲငါရဲ့စီနီယာအဆင့်ထက်နည်းနည်းလေးပဲနေတာပါဒီယိုယူရန်ကတော့တကယ်ကိုရက်စက်တာပဲယိုဒီဆိုကသူ့ကိုအသေးလဲကာဝယ်ပေးခဲ့တာကိုသူကတော့ယိုဒီဆိုရဲ့ကံကြမ္မာကိုတောင်ယူသွားသေးတယ်သူမကဒေရောစင်စိုးစင်းမြတောင်မထားခဲ့ဘူးဆရာကြီးတပိတ်ကညီမလေးကိုတကယ်ပဲဒုက္ခမပေးခဲ့ပါဘူးတပိတ်လင်းရှောင်းတောင်ထိတ်မှာရှိနေတာ6နှစ်နီးပါးရှိနေပါပြီတပိတ်ကဘလို့လူစားမျိုးလဲဆိုတာဆရာကြီးမသိသေးဘူးလားတပိတ်ကဘုဆမမြောက်ညီလေးရဲ့တိုက်တွန်းမှုကိုလက်ခံခဲ့မိတာပါညီမလေးကစိတ်ထဲမှာမကျေနပ်ဖြစ်နေုံတင်ပါဆရာကြီးကတပိတ်ကိုဂုံကနေနှင်ထုတ်ချင်နေဆိုရင်တောင်တက်သေးရှိရမှာပေါ့ကလေးတယောက်ရဲ့စကားကိုပဲတစ်ဖက်သက်မယုံလိုက်ပါနဲ့ဒါကတော့ဂုံချုပ်ကြီးလဲတက်သေးရှာမတွေ့နိုင်တဲ့ပုံပဲတနေကုန်အလုရှုံနေတာနောက်ဆုံးတော့တက်သေးမရှိပဲပါစပြောတွေကြီးပါပဲချူလူကြီးရှမ်းကငါတို့ကိုဓာရီကြီးဖို့ပဲခေါ်လာတာလားကျွန်မတက်သေးချစ်ပေးနိုင်ပါတယ်ဒီထူးဆန်းတဲ့မိန်းကလေးကိုငါအရင်ကတခါမှမမြင်ဘူးပါဘူးသူ့ကိုကြည့်ရတာဘာလို့ဒီလောက်တောင်ရင်းနှီးနေတယ်လို့ခစားနေရတာလဲမဖြစ်နိုင်တာ तू မဟုတ်နိုင်ပါဘူး तू ကချင်းဝင်ကုန်းကိုဘလို့လို့ရောက်လာနိုင်မှာလဲမင်း तू ကတော့ပိုင်ပဲအားပါလွန်ခဲ့တဲ့ရက်နှင်းငယ်ကကျွန်မအနဲ့ပြားလဲ့သွားလာရင်းနဲ့လူလောကတွေကတပိတ်တယောက်ကိုတွေးခဲ့တာပါသူ့ရဲ့စွမ်းအားစင်ကမငြိသေးပေမဲ့သူ့ရဲ့ပါရမီကတော့တကယ့်ကိုထူးခြားလာပါတယ်ဒါကြောင့်သူ့ကိုလင်းရတောင်ထိတ်မှာလေ့ကျင့်ဖို့ခေါ်လာခဲ့တာပါပင်းအားကဂုံချုပ်ကြီးနဲ့တောင်ထိတ်ခင်တွေကိုနှုတ်ဆက်ပြီးပါပြီခုနကပဲမင်းကတက်တေချစ်ပေးနိုင်တယ်လို့ပြောခဲ့တယ်နော်မနေ့မြတ်ကဒီစီနီယာအကိုကမင်းသမီးလေးကိုအိမ်ထဲကနေပွေ့ချီထုတ်သွားတာကိုကျွန်မကိုယ်တိုင်မြင်ခဲ့တာပါဒါပေမဲ့မနေ့မြတ်ကကျွန်မအိမ်မှာကိစ္စရှိလို့အခုမနက်မှချင်းဝန်ကုန်းကိုအမြန်ပြန်လာခဲ့တာပါမင်းဟုတ်ပါတယ်မင်းကလူလားတရေလားဟီဟီငါရဲ့ချစ်လက်စွာသောအကူကြီးငါမတည်သွားတာကိုမင်းတော်တော်လေးစိတ်ပြက်နေမှာပဲမင်းဘလို့မဟုတ်တရုပ်တွေလှုပ်ထားလို့ငါကိုမြင်တာနဲ့ဒီလောက်တောင်ကြောက်နေရတာလဲဆရာကြီးသူ့စကားတွေကိုမယုံပါနဲ့သူကကျွန်တော်ပေါ်အညိုးရှိနေတာမို့တက်တဲ့အဖြစ်မရက်တည်နိုင်ပါဘူးဟုတ်လို့လားသူ့စကားရဆိုရင်မင်းတို့ကမောင်နှမတွေပဲဟာဘာလို့အချင်းချင်းညိုးတွေထားနေကြရတာလဲကျွန်မကဘာလို့မပြောရရမှာလဲမင်းကိုစားငါပဲရှင်းပြပေးရမလားမင်းဒီမှာတင်ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင်တော့မင်းရဲ့အဖေကတော့မင်းကိုလွတ်ထားမှာမဟုတ်ဘူးအဲ့ဒီအချိန်ကတည်းကစွန့်ပစ်ခံထားရတဲ့သူပေါ့ကောင်းရှင်းမင်းနဲ့ငါမတွေ့တာကြပြီးငါကသူ့ရဲ့အမြင်ကိုဂလူဆိုင်မယ်လို့မင်းထင်နေတာလားဒီနေ့ကျွန်မပိုင်ပင်အားဒီနေရာမှာကောင်းကင်ကြီးကိုတက်တည်ထားပြီးကျိန်ဆိုပါတယ်အကယ်လေးမူတာဝါဒပါခဲ့ရင်ကျွန်မရဲ့ဝိညာဉ်ပျက်စီးပါစေကောင်းကင်ကိုတိုင်တီးပြီးကျိန်ဆိုတာကလိန်လို့မရဘူးကြည့်ရတာဒီမင်းကလေးအမှန်အတိုင်းပြောနေပုံပဲတပိတ်လည်းမင်းရဲ့ဖြူစင်မှုကိုတက်တည်ပြဖို့နေလန်းတွေအများကြီးရှိတယ်အတိုက်ရိုက်ဆုံးနေလန်းကတော့ဒီကိစ္စကိုအဆုံးသတ်ဖို့ပဲမင်းရဲ့လားကြည့်ရအောင်ဟုတ်ကဲ့ပါစတုတ်နီမလေးအကယ်လေးမင်းမှာအချစ်မရှိတာတကယ်ဆိုရင်တော့ဒီတပိတ်ကိုအခုပဲကောင်းကင်ကိုတိုင်တီးပြီးကျိန်ဆိုခိုင်းလိုက်ပါဆရာကြီးကျွန်မမားသွားပါတယ်ဖူဆမညီမလေးကဒုတိယအမကိုလှုပ်ကြံခဲ့တာပါကျွန်မကညီမငယ်လေးကိုခေါ်သွားခဲ့တာပါကျွန်မကိုနောက်တစ်ချိန်လောက်တနာညာတာပေးပါဦးဂုံချုပ်ကြီးကိစ္စတွေကဒီအဆင့်ထိရောက်နေပြီဆိုတော့ဖိတ်ဆင်သွားတဲ့ရေကိုပြန်ကျုံးလို့မရတော့ပါဘူးဘလို့စီရင်မလဲဆိုတာဂုံချုပ်ကြီးကရှင်းရှင်းလင်းလင်းမင်းကြားပေးစေချင်ပါတယ်လင်းရှောင်းတောင်ကတပိတ်တွေဖြစ်တဲ့လက်မိုချင်းနဲ့ယိုယူရန်တို့ဟာတူညီတဲ့ဂုံသားတို့ဦးကိုဒုက္ခပေးဖို့ပူးပေါင်းချက်စီခဲ့ကြတယ်တက်တွေကထင်ရှားနေတာကြောင့်တန်တရားဖြစ်เสียမလို့တော့ပါဘူးဒီလောက်ထိဆိုးရွားတဲ့အပြုအမူမျိုးအတွက်ဒီနေ့ကစပြီးသူတို့နှစ်ဦးကိုချင်းဝန်ကုန်းကနေထုတ်ပယ်လိုက်တယ်ဂုံချုပ်ကြီးညီမငယ်လေးကိုဒုက္ခပေးတာကစတုတ်အမတယောက်တည်းရဲ့လောက်ရက်ပါကျွန်မနဲ့ဘာမှမပတ်သက်ပါဘူးစတုတ်အမကိုအချစ်ပေးရင်းနဲ့ကျွန်မကိုပါဆွဲထည့်ပြီးတက်တယ်မရှိပဲကြည်တန်စီရင်တာဟာမတရားပါဘူးဂုံချုပ်ကြီးရှင်းမမှာပဲပေးလျူလိုနူးညံ့တိမ်မွေးပြီးလက်ပရဲသူကသူ့ရဲ့ညီမငယ်လေးကိုဘလို့လုပ်ပြီးဒုက္ခပေးနိုင်မှာလဲဆရာကြီးတို့အနေနဲ့တပိတ်လျူကိုလက်မခံနိုင်ဘူးဆိုရင်လဲတပိတ်လျူကိုကျုံးရဲ့လင်းဝန်တောင်ကိုလာခဲ့ခိုင်းလိုက်ပါဒီလိုဆိုရင်တော့မင်းရဲ့ဆရာကသဘောတူရင်ငါမှဘာမှပြောစရာမရှိပါဘူးဒီ lab ဂေးလေးကလင်းရှောင်းတောင်မှမရှိတော့ဘူးဆိုရင်ဘယ်ကိုပဲသွားဖြစ်ပါတယ်နူဝင်းညင်သားကျေးဇူးပြုပြီးသဘောတူလိုက်ပါတော့ဆရာကြီးကျုံးတို့လည်းတပိတ်လျူကိုလက်ခံထားလိုက်ကြရအောင်သူမကတနာစရာကောင်းလုံးပါတယ်ဒီလို lab ပြီးစိတ်ထားကောင်းတဲ့အမျိုးသမီးတယောက်ဟာဒီလောက်ထိရက်စက်တဲ့ဆက်ဆံမှုကိုမခံယူသင့်ပါဘူးတနာစရာပါပဲမင်းလိုကျေးဇူးကမ်းတဲ့ကောင်လေးအကယ်လေးမင်းလက်မခံဘူးဆိုရင်ငါလင်းဝန်တောင်ကနေထွက်သွားမယ်မင်းကတော့လေဒီနေ့ဒီမင်းကလေးကိုလက်မခံဘူးဆိုရင်ဒီလူချင်းပေကငါနဲ့အဆက်အသွယ်ဖြစ်တော့မှာပဲကောင်းပြီလေစွမ်းအားနှင်းငယ်နေတဲ့တပိတ်မကသူမကိုတပိတ်အဖြစ်လက်ခံနိုင်ပါတယ်ဒါပေမဲ့သူမရဲ့အရေးချင်းနဲ့ဆိုရင်အစေခံတပိတ်ပဲဖြစ်နိုင်မှာပါအစေခံတပိတ်လားကောင်းလိုက်တာအနည်းဆုံးတော့အလားလေးကိုလွတ်လိုက်နိုင်ပြီးဒီတခါတော့လင်းရှောင်းတောင်ကုန်းကလူတွေခေါင်းကရတော့မှာပဲချိုးဤပညာရှိအိုကြီးပြောတာမဲ့နဲ့နဝိညင်သားကသူ့တခင်စီကိုဒီလိုပြန်လာတာမျိုးကဒါပထမဆုံးအကြိမ်ပဲတကယ့်ကိုတပိတ်ချီနဲ့ထိုက်တန်ပါတယ်ခင်ညားရဲ့နှုတ်သီးကလည်းမခေဘူးပဲနော်
ဆရာတပိတ်မလေးလျူရဲ့ခန္ဓာကိုယ်ကအားနေပြီးနုနယ်လုံးပါတယ်သူမကဘလို့လို့အလောက်ကျန်းတွေလုံနိုင်မှာလဲသူမသားစိတ်မကောင်းချင်ရင်ပိုကောင်းတဲ့နေရာကိုသွားနိုင်တာပေါ့ဒီလောက်အားနေတဲ့ခန္ဓာကိုယ်နဲ့ဘာကျင့်ကြံမှုတွေလုံနိုင်ဦးမှာလဲအိမ်ပြန်ပြီးကိုပဲဂယူးဆက်ပါတော့ဟုတ်ကဲ့ပါဆရာတပိတ်မလေးလျူစိတ်မပူပါနဲ့ငါရှိနေတဲ့ရွေမင်းကိုအနေငယ်လေးတောင်စိတ်ဆင်းရဲအောင်မထားပါဘူးစီနီယာအကိုလျူကျမတွက်ရှေ့ထွက်ပေးလို့ကျေးဇူးတင်ပါတယ်အခုတော့ကျမကအတုံးမကျဖြစ်သွားပေမဲ့နောင်ကြရင်တော့ကျေးဇူးပြန်ဆက်ပါမယ်ငါမိန်းကလေးလေးမင်းစင်ပြေရင်ငါကျင်နဲ့ပါပြီးကျေးဇူးဆက်ဖို့မလိုပါဘူးကိုအချိုလွန်ပြီးမိလဲတော့မှာပဲအဲ့ဒီအကြီးကအာနာရှင်ဆန်တဲ့ဥက္ကဋ္ဌကြီးကငါ့ကိုချစ်မိသွားသလိုပဲအားနေတဲ့မိန်းကလေးတယောက်ကဘလို့များလွတ်မြောက်နိုင်မှာလဲဒါပေမဲ့ဘာပဲဖြစ်ဒီလျူဤကတော့လွန်နေပြီးသူကချမ်းကိုတောင်ကြော်ဖြစ်သွားပြီလို့ငါကြေညာလိုက်တယ်ဘသူကငါ့ကိုဆဲနေတာလဲညီမလေးရဲ့ကယူချန်ကိုလင်းရှောင်းတောင်ကုန်းကိုခေါ်သွားပြီဆိုတော့ငါဘာမှမပြောတော့ဘူးလူတွေသူ့စီကလက်မိုးကုန်းဝတ်စုံကိုချွတ်လိုက်ကြပြီးတော့သူ့ရဲ့ကျင့်ကြံမှုကိုငါကိုတိုင်းချက်စီးပြီးမယ်ချင်းအဝင်ကုန်းကနေနှင်ထုတ်လိုက်စမ်းမလုပ်ပါနဲ့ဆရာတပည့်မမန်းတိပါပြီးအသက်ကိုချမ်းသာပေးပါဆရာဒီတစ်ခါကယူချန်ကကျွန်ုပ်ကိုခိုင်းတာပါမူချင်းမင်းကကလေးမဟုတ်တော့ဘူးအမားမှန်ကိုကိုယ်တိုင်ခွဲခြားနိုင်ရမယ်တချို့ကိစ္စတွေဖြစ်ပြီးသွားရင်မမန်းတိုံနဲ့အားလုံးကအဆင်ပြေသွားမှာမဟုတ်ဘူးဆရာကျွန်တော်ဒီနေ့ကစပြီးဆရာတပည့်မဟုတ်တော့ပါဘူးနောက်ပိုင်းမင်းပဲကုန်းကိုပဲဝင်ချင်းအဝင်ကုန်းကမတားမြစ်ပါဘူးဒါပေမဲ့မင်းကျင့်ကြံထားတဲ့ချင်းအဝင်ကုန်းရဲ့ရှိုးဝက်ပညာရဲ့တွေကိုတော့ချက်သိမ်းရပါလိမ့်မယ်ငါရဲ့တိုင်းပညာတွေငါရဲ့စွမ်းအင်တွေအကုန်လုံးမရှိတော့ဘူးရော့ဒါကဒဏ်ရာအတွက်ဆေးပါဒီနေ့ကစပြီးငါတို့ရဲ့ဆရာတပိတ်တန်ရောစဉ်ပြတ်တောက်သွားပြီဆရာဒီမှာလူလောကမှာနေထိုင်ဖို့အတွက်ငွေနှင်းငယ်ရှိပါတယ်ဒါကမင်းအတွက်လုံလောက်မှာပါတစ်ချိန်ကဂုံးတူညီအကိုတွေချစ်ခဲ့ဘူးတဲ့အတွက်ကောင်းမွန်စွာပဲလမ်းခွဲကြရအောင်စီနီယာအကိုကြီးဒုတိယစီနီယာအကိုတတိယစီနီယာအကိုဒီတစ်ခါကြောင့်တခုတော့ပြီးသွားပြီဒီချစ်စရာကောင်းတဲ့ကောင်လေးကိုတော့တခုခုလောက်ရောက်မယ်ရေရှည်အတွက်လည်းအစီအစဉ်ဆွဲရုံးမယ်အခုတော့ကိစ္စတွေလည်းအေးဆေးသွားပြီဆိုတော့ကိုလန်းကိုသွားကြရအောင်ခဏနေဦးလျိုလေးငါမင်းကိုပြောစရာရှိသေးတယ်ငါနင့်ကိုမတီးဘူးဘာတွေပြောစရာရှိလို့လဲဒါပေမဲ့ငါစိတ်ထဲမှာတော့နင့်မျက်နှာကအရန်ရင်းနေတယ်လို့ပဲညီမလေးပိုင်နဲ့ညီမလေးလျိုငါကတော့ရောင်ကောင်လင်းဆောင်ရဲ့တပိတ်ပဲတခုခုရှိရင်ငါကိုပြောလို့ရတယ်ဟုတ်လားငါနဲ့နင့်နောက်ကလူကလူဟောင်းတွေလေညီမလေးလျိုရဲ့လူဟောင်းချင်းပြန်တွေ့လို့အကြောင်းဟောင်းတွေပြောတာကိုနင့်ကိုပြောပြနေရဦးမှာလားရှောင်းပြောနဲ့ဘသူကနင့်ရဲ့လူဟောင်းလဲငါမှပြောပြစရာပုံပြင်ဟောင်းတစ်ပုတ်ရှိတယ်စီနီယာတို့ရောနားထောင်ကြကြလားညီမလေးပိုင်မြင်ပြောစမ်းပါငါတို့နားထောင်ဖို့စောင့်နေတာဟုတ်တယ်ငါတို့မှအချိန်တွေအများကြီးရှိပါတယ်ချီဖြစ်ချင်းပဲပြောပြပါဒီနေ့တခြားကိစ္စလဲဘာမှမရှိပါဘူးအရင်ဆုံးပြောပြပါဦးစီနီယာလျိုကျမကိုပြန်ခေါ်သွားပါတော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေလို့ရတာပေါ့ညီမလေးလျိုအခုချက်ချင်းပြန်ခေါ်သွားပေးမယ်နေဦးငါပြောမယ့်ပုံပြင်တဲကအဓိကစဆောင်ကဒီညီမလေးလျိုပဲလေကဲလေးသူတာထွက်သွားမယ်ဆိုရင်ငါလည်းဆက်ပြောလို့မရတော့ဘူးပေါ့အခုထိလူမားတာပါလို့ပြောနေတော့လားပါလို့အမှန်တရားကိုဖုံးကွယ်ထားချင်ရတာလဲဒီညီမလေးလျိုကတော့ငါ့ကိုတကယ်အဲ့သားစေတာပဲအရင်တုန်းကတော့စီနီယာစီရဲ့ရင်ခွင်ထဲမှာချစ်စရာကောင်းတဲ့ပုံစံလေးနဲ့နှွဲဆိုးနေခဲ့တာအခုတော့အခြေအနေကောင်းသွားပြီပေါ့အားကိုရမယ့်သူတယောက်တွေ့တာနဲ့အရင်လူကိုပြစ်ပယ်ပြီးနောက်တယောက်စီချက်ချင်းပြောင်းသွားတာပဲဒါမှမဟုတ်ညီမလေးလျိုကယောကြားတွေရဲ့ရင်ခွင်ထဲမှာခိုလုံရတာကိုဝါသနာပါလို့လားလာလေစီနီယာရဲ့ရင်ခွင်ကလည်းနှွေးထွေးပြီးကျေပြောပါတယ်ဟာညီမလေးခိုလုံကျင်လားစီနီယာလျိုကျမဆက်ပြီးဒီမခံနိုင်တော့ဘူးဒီလူရုပ်မာတွေကကျမကိုဒီလောက်တောင်စော်ကားနေကြတာတနေ့ကျရင်သူတို့ကိုပြန်ပေးစခိုင်းစေရမယ်တွားကြဆို့လျိုလေးရေစလိုက်မလေးတော့ထွက်သွားပြီးအချိန်တိုင်းကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပြီးရင်ခုန်စရာပဲကြည့်ရတာငါရဲ့အသက်ကလေးတော့အခုမှပဲစိတ်ချရတော့မယ်ညီမလေးပိုင်နင့်ပုံပြင်ကိုစက်မပြောတော့ဘူးလားနေတောင်ဝင်တော့မယ်ပြောမှာပေါ့ကျမငယ်ငယ်တုန်းကအမေနဲ့အတူမိသားစုပြိုကွဲပြီးဒုက္ခရောက်ခဲ့ရတယ်တောင်ကုန်းတစ်ခုနားမှာအခြေချပြီးနေတိုင်းခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်ကျမမေကတခြားသူတွေအပေါ်မှာကျင်နာတတ်တဲ့သူမို့ဘဝကအရန်ကြီးတော့မစိုးလာပါဘူးလွန်ခဲ့တဲ့9နှစ်လောက်ကမိန်းကလေးငယ်လေးတစ်ယောက်ကျမတို့အိမ်ကိုရေလာတောင်းတော့တဲ့အထိပေါ့အဲ့ဒီနောက်ဘာဖြစ်လဲသူကကျမမေကိုသူ့ကိုကျွေးမွေးဆောင်ရှောက်ဖို့တောင်းဆိုခဲ့တယ်ကျမမေကလည်းသူတဲ့ရောက်တဲ့ချစ်နေတာကိုမြင်တော့တနာတာနဲ့သူမကိုခေါ်ထားပြီးကျွန်တော်ရဲ့ညီမလေးဖြစ်တတ်မှတ်ခဲ့ပါတယ်ဒီကလေးမလေးဟာမူလကလေးကစကားပြောတာနဲ့မျက်နှာမူအရာကိုအကဲခတ်တဲ့သူပါအမေနဲ့ကျွန်တော်ကသူမကိုအရန်ချစ်ကြပါတယ်ကျွန်တော်တို့အားလုံးကသူမကိုမိသားစုဝင်တယောက်လိုတကယ်ကိုတတ်မှတ်ထားခဲ့တာပါတနေ့မှာတော့ကျွန်တော်နဲ့သူမဟာစားစရာရှာဖို့တော်တဲ့ကိုတွားခဲ့ကြပါတယ်အဲ့ဒီမှာဒဏ်ရာပြင်းထန်ရနေတဲ့နက်ပြားတစ်ပါးနဲ့တိုက်ဆိုင်တွေ့ခဲ့ပါတယ်သူ့ရဲ့ဒဏ်ရာတွေကကျွန်တော်အတွက်ဘာမှမတက်နိုင်တဲ့အခြေအနေမျိုးဖြစ်နေပေမဲ့သူပိုက်ဆာမှာစိုးလို့အဲ့ဒီနက်ပြားအတွက်စားစရာနဲ့ရေတချို့ကိုပြင်ဆင်ပေးခဲ့ပါတယ်အဲ့ဒီနက်ပြားကအရန်ကိုကျင်းနေသွားပြီးကျွန်တော်ကိုကြောက်စိမ့်တုံးပေးခဲ့ပါတယ်သူဟာလင်းလျှောက်တောင်ထိပ်ကချင်းရင်ကုန်းရဲ့ကုန်းချုပ်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်ကျွန်တော်မှာပါရမီထူးရှိတယ်လို့သူကဆိုပါတယ်အကယ်လေးနောက်တစ်ချိန်မှာနက်ပြားချင်းစင်ကျင့်ကြံနေဆိုရင်ဒီကြောက်စိမ့်ကိုယူပြီးချင်းရင်ကုန်းကိုလာခဲ့ဖို့ပြောပါတယ်ပိုင်ဘဲအားကအဲ့ဒီနက်ပြားကိုတွေးဘူးတာပဲအဲ့ဒီတုန်းကကျွန်မကိုကူညီခဲ့တဲ့ကလေးကမင်းပဲပေါ့ဒါကြောင့်လဲခုနကသူမမျက်နှာကိုရင်းနှီးနေတာကိုကျွန်တော်ဟာအဲ့ဒီနက်ပြားစီကကြောက်စိမ့်ကိုရခဲ့လို့ရင်ထဲမှာအတိုင်းမသိဝမ်းသာခဲ့ရပါတယ်သူမကိုဝမ်းသာအားရပြောပြခဲ့တော့ကဆိုရင်ကျွန်တော်အရန်ကိုစိတ်လှုပ်ရှားနေခဲ့တာပါဒါပေမဲ့ကျွန်တော်သတိမထားမိတဲ့အချိန်မှာသူမကကြောက်တုံးတုံးကိုတုံးပြီးကျွန်တော်ကိုရဲဆက်ထူရိုက်ပြီးတတိလက်အောင်လှုပ်လိုက်မယ်လို့မထင်ထားခဲ့ပါဘူးကျွန်တော်ကအရင်လိုညီမလေးတယောက်လို့သတ်မှတ်ထားတဲ့ဒီမိန်းကလေးဟာကျွန်တော်ကိုတတိလက်အောင်လုပ်ပြီးတဲ့နောက်ကျွန်တော်မသေးမှဆိုးလို့နောက်ထပ်အကြိမ်ရဲဆက်ထပ်ထူခဲ့ပါသေးတယ်ပြီးတော့ကြောက်စိမ့်ကိုယူပြီးဘာရိတ်ရောင်မှမကြံအောင်ပျောက်ကွယ်သွားခဲ့ပါတယ်ဟင်းဒီလူကတော့တကယ်ကိုအမ်စရာပါပဲအသက်ကယ်ခဲ့တဲ့ကျေးဇူးကိုမဆက်တဲ့အပြင်ကျွန်တော်ကိုတောင်ပြန်ပြီးရမှုသွားခဲ့ပါသေးတယ်ကံကောင်းလို့သာလမ်းသွားလမ်းလာတယောက်ကကျွန်တော်ကိုကူညီခဲ့လို့ပါမဟုတ်ရင်တော့တောနက်ထဲမှာပြစ်ထားခံရပြီတောရိုင်းတရဆန်တွေရဲ့အစာဖြစ်သွားမှအသေးအချပါပဲ
လွန်ခဲ့တဲ့ရက်နေငယ်ကဆရာနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီးသူမနောက်ကိုချင်းယွန်ကုန်းထိလိုက်သွားခဲ့ပါတယ်အဲ့ဒီအခါမှာပဲလင်းလျှောက်တောင်ထိပ်မှာညီမလေးတယောက်ကိုတပိတ်အချစ်လက်ခံထားတယ်ဆိုတာကြားခဲ့ရတာပါသူမဟာဂုံးချုပ်နဲ့စီနီယာတွေအားလုံးရဲ့ချစ်ခင်မှုကိုရနေရလို့ဆိုပါတယ်အဲ့ဒီတုန်းကကျွန်တော်တွေးမိတာကတော့အကယ်လေးထင်တာမမှားဘူးဆိုရင်ဒီပိတ်မလေးဟာကျွန်တော်ကိုတက်ဖို့စူးစမ်းခဲ့တဲ့အဲ့ဒီမင်းကလေးပဲဖြစ်ရမယ်လို့ပါဒီနေ့တွေးလိုက်ရတဲ့အခါမှာတော့ကျွန်တော်ထင်ထားတဲ့အတိုင်းတကယ်ပဲဖြစ်နေပါမင်းကတခြားလူကိုဆွဆွဲပုတ်ခတ်ရတဲ့ပေါ့ဟုတ်မဟုတ်ဆိုတာလူတိုင်းရဲ့စိတ်ထဲမှာအဖြေရှိပြီးသားပါဒီနေ့မင်းကိုလင်းလျှောက်တောင်ကဆုံးပစ်လိုက်ပါပြီကျွန်တော်ဒီအကြောင်းတွေကိုထွက်ပြောတာဟာမင်းကိုနှိကွချင်လို့မဟုတ်ပါဘူးဒါပေမဲ့လူယူရင်ကိုပြောပြချင်တာကတော့သူများစီကခိုးယူထားတဲ့အရာဟာဘယ်တော့မှကြာရှည်မခံဘူးဆိုတာပါပဲသူတစ်ပါးရဲ့ကံကြမ္မာကိုလူယူတာဟာမိဘကိုတက်တာနဲ့မချပါဘူးဒီမင်းကလေးဟာအစိတ်လိုပဲတကယ်ကိုရက်ဆက်လွန်းလာပါတယ်မင်းတေချရဲ့လားကျွန်မမဟုတ်ပါဘူးကျွန်မသူမကိုတော့မသိပါဘူးကျေးဇူးကမ်းလိုက်တာကျေးဇူးတရားကိုပြန်ဆက်ရမယ့်အစားလူတွေကမင်းကိုတနာလို့ခေါ်ထားတာကိုတောင်မင်းကတက်ဖို့အထိစူးစမ်းရဲသေးတယ်ပေါ့သူတစ်ပါးရဲ့ကံကြမ္မာကိုလူယူတယ်ဆိုတော့လူယူရင်ကဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးအခုမှမင်းသိတာလားအရင်ကသူမလုပ်ခဲ့တဲ့မကောင်းမှုတွေအများကြီးကိုမင်းမမြင်ခဲ့ဘူးလားအသေးပဲမရှိတာတွေပြောမနေနဲ့တော့လူယူရက်လိုကျင်တာတက်ပြီးနူးညံ့တဲ့သူကဒီလိုမျိုးဘလို့လုံးနိုင်မှာလဲလူမဆန်တဲ့ဒီလိုကိစ္စမျိုးလားအမားတွေကစုပုံလာတဲ့အခါမှာစင်ချေတွေကအပိုပဲစီနီယာအကူလီကိုကျွန်မသိပါဘူးဘာလို့ပိုင်ပင်းကကျွန်မကိုဒီလိုဆွဆွဲရတာလဲဆိုတာအခုကျွန်မမှာထွက်ပေါက်မရှိတော့ဘူးကျေးဇူးပြုပြီးကျွန်မကိုခေါ်သွားပေးပါကောင်းပြီးဂျူနီယာညီမလေးလီကိုငါတို့သွားကြဆိုငါတို့ကတက်ရှင်းတဲ့သူတွေပဲဒီလိုလူတွေနဲ့မပတ်သက်ချင်တော့ဘူးစီနီယာအကူလီကိုခဏဆောင်ပါဦးပိုင်ပင်းမင်းဤပါပြောချင်သေးတာလဲအထင်မလွဲပါနဲ့ကျွန်တော်ဒီအတိုင်းကြည့်မနေနိုင်ုံတင်ပါမင်းအောက်တန်းစားတယောက်ရဲ့လက်စားတာကိုခံရနိုင်တဲ့ဂျူနီယာညီမလေးလေးကိုလင်းရှောင်းတောင်ကိုလာတော့ကဆရာကြီးပေးတဲ့လက်ဆောင်ကိုယူလာခဲ့တယ်မစိုးပါဘူးလွန်ခဲ့တဲ့နှစ်တွေတခြားမှာဒီလူကဒီလိုပစ္စည်းမျိုးတစ်ခုပဲပေးခဲ့ဘူးတာပါအဲ့ဒါတို့မှဒဏ်ရာရတော့ကပေါ့ကျွန်တော်စီအစားအသောက်တွေယူလာပေးတဲ့မင်းကလေးကဂျူနီယာညီမလေးလေးကိုနင်ကကောင်းကင်ပုံရေးဒီလောက်လှပတဲ့မျက်နှာလေးနဲ့တူမဒီလောက်ရက်ဆက်ပြီးတွေးအေးမယ်လို့တခါမှမထင်ခဲ့မိဘူးအရင်တုန်းကသူမကိုနူးညံ့ပြီးတနာစရာကောင်းတယ်လို့ထင်ခဲ့တာတကယ်တော့ဟန်ဆောင်နေတာပဲမဟုတ်ဘူးကျွန်မမဟုတ်ပါဘူးစနစ်နေမေကိုသွားနေတာလဲငါ့ကိုဒီအတိုင်းပဲကြည့်နေတော့မှလားဒီလိုခြေနေမျိုးမှငါလဲဘာမှမတက်နိုင်ဘူးငါမင်းကိုကံကြမ္မာရဲ့သားတော်နဲ့မိတ်ဆွေဖြစ်အောင်နေဖို့ထက်ခါတလဲလဲတတိပေးခဲ့ပြီးသားပါဒါပေမဲ့မင်းကသူ့အသက်ကိုယူကျင်ခဲ့တယ်ဒီလိုရလားမျိုးကထိုက်တန်ပါတယ်မချစ်နိုင်ဒါနှစ်မှာနေလဲရှိမှာပါလို့ငါယုံကြည်တယ်ငါမင်းအတွက်အဆက်အသွယ်တွေအများကြီးလုပ်ပေးခဲ့တာလေဒါပေမဲ့မင်းကရုပ်ညက်တဲ့လမ်းကိုရွေးပြီးမနာလိုစိတ်နဲ့အဲ့ဒီကြောင်ပေါက်လေးနဲ့တွားပြိုင်နေတဲ့တခါတလေငါလူမားရွေးမိသလားလို့တောင်တွေးမိတယ်ယူရအားလုံးကပြီးသွားပါပြီအမှန်တရားကိုလက်ခံလိုက်ပါနင်ကစီကခိုးယူသွားတဲ့ကံကြမ္မာကိုခုတော့ပြန်ပေးရတော့မယ်ကံကြမ္မာလားဒါမှမဟုတ်ပိုင်ပင်းရဲ့ဟာလားမဟုတ်ဘူးမဖြစ်နိုင်ဘူးဒီစနစ်ကအင်ရှင်ကိုမားရွေးမိတာလားဒါကတကယ်ကိုရဲစရာကောင်းတာပဲစနစ်ပါပဲချစ်နင်ကကိုဒီအခက်ခဲကနေကြောက်ချစ်နိုင်အောင်ကူညီရမယ်ငါတို့ကလေတစင်းတဲ့ပေါ်မှာရှိနေကြတာငါအတွက်မကောင်းရင်နင့်အတွက်လည်းကောင်းမှာမဟုတ်ဘူးစနစ်နင်ပဲပျောက်သွားတာလဲအခုချက်ချင်းထွက်လာခဲ့တကယ်ကိုအတုံးမကျတဲ့ဟာနီးအင်းလေးတောင်အတုံးမဝင်ဘူးလျိုယူရဲ့နင်သူပါရဲ့ကံကြမ္မာကိုခိုးယူပြီးတပိတ်ချင်းကိုဒုက္ခပေးခဲ့တယ်ဆရာကြီးလန်ပန်တစ်ခုပြီးတစ်ခုတက်တေတွေကခိုင်လုံနေပြီးနင်ဆက်နေဖို့မျက်နှာရှိသေးရဲ့လားချင်းဝင်းကုန်းမှာနေရမှာလားစီနီယာအကူလီကိုကျေးဇူးပြုပြီးကျွန်မကိုခေါ်သွားပေးပါသူတို့ကကျွန်မကိုမိနစ်တက်လို့ဒီလိုပြောနေကြတာပါယူရန်ကျွန်မတိစာဖောက်ပြီစွမ်းအားရှင်ဝန်လူဒီကနောင်နမရတဲ့အဲ့ဒီမိစ္ဆာမကိုစကားပြောခွင့်ပေးချင်သေးတယ်ဆိုရင်လင်းရှောင်းတောင်ထုတ်ကနေအမြန်ထွက်သွားတော့ဂျူနီယာညီလေးကိုကျွန်တော်ကိုခွင့်လွှတ်ပါဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့လင်းရှောင်းတောင်ထုတ်ကနောက်ဝင်ရောက်ဆွတ်ဖက်မှာမဟုတ်တော့ဘူးနှုတ်ဆက်ခဲ့ပါတယ်အခြေအနေတွေကတော်တော်လေးအေးဆေးသွားပုံရတယ်ဂုံးချုပ်ကြီးကျွန်တော်လည်းခွင့်ပြုပါဦးရော့ရွယ်ဆရာကမင်းကိုလူမားပြီးယုံကြည်ခဲ့မိတယ်ဆရာကြီးချူကြီးကမဟာယာနာအဆင့်စွမ်းအားရှင်တယောက်ဖြစ်ပေမဲ့တပိတ်တယောက်ရဲ့လိန်ညာမှုကိုနှစ်ပေါင်းများစွာခံခဲ့ရတာဟာတကယ်တော့မချစ်တင်ဘူးဝန်တောက်ကမ်းပါးရန်အကြောင်းကိုပြန်နှွေးကြည့်မယ်ဆိုရင်ပေါ့ဂုံးချုပ်ကြီးဒီနေ့ကစားပြီးဒီကုန်းကနေကြေညာလိုက်မယ်လို့ရော့ရွံကိုတပိတ်ချစ်ကနေထုတ်ပယ်လိုက်ပြီးချင်းရွံကုန်းကနေအပြီးအပိုင်နှင်ထုတ်လိုက်ပြီးတစ်သက်လုံးဒီကုန်းထဲကိုခြေတလန်းတောင်ထက်မနှင်းစေနဲ့မဟုတ်ပါဘူးဆရာကျွန်မမားသွားပါပြီကျွန်မရဲ့အသက်ကိုနောက်တစ်ကြိမ်လောက်ချမ်းသာပေးပါဦးနောက်ကိုမလုပ်ရတော့ပါဘူးကျွန်မတို့ကဆရာတပည့်ထင်းနဲ့နှစ်အကြာကြီးနေလာခဲ့တာလေကျွန်မတို့ရဲ့တဲရောစင်ကိုငှက်ညာပြီးတော့တနာညာတာပေးပါဦးမင်းကလေရှောင်းတောင်ထွက်ရဲ့ရတနာတွေကိုခိုးယူခဲ့တယ်ငါတို့မရှိတော့အခွင့်ကောင်းယူပြီးပြည်တနာတွေရှာခဲ့တယ်ပြီးတော့တခြားသူတွေကိုလည်းလက်ဖြားခဲ့တယ်အဲ့ဒီအချိန်တွေတုန်းကရောငါတို့ရဲ့တဲရောစင်ကိုမင်းတွေပူးရဲ့လားအကိုကြီးမေ့သွားပြီလားကျွန်မကအကိုကြီးအချစ်ဆုံးညီမလေးလေဂျူနီယာညီလေးတတိယအမတော်ရှောင်းဝမ်ဝမ်အားလုံးကမင်းကြောင့်ပဲအားလုံးကမင်းကြောင့်ချစ်ရတာမင်းကိုနောက်ဆုံးခွင့်ရေးတစ်ခုပေးလိုက်မယ်တောင်ပေါ်ကနေအခုချက်ချင်းဆင်းသွားတော့နင်တို့အားလုံးစောင့်နေကြဦးဒီနေ့ရခဲ့တဲ့ရှယ်ယာမှုတွေကိုငါရော့ရွံဘယ်တော့မှမမေ့ဘူးချူဦးကြီးကအရင်သွားပြီးကြင်ကြက်ဦးမယ်ကမ်းပါးရန်ကြောင်းကိုလည်းတေချာပြန်စဉ်းစားဖို့မမေ့နဲ့ဦးကုန်းချုပ်ကြီးတင်းအားအတွက်တရားမျှတမှုရှာပေးတဲ့အတွက်ဂုံးချုပ်ကြီးကိုကျေးဇူးတင်ပါတယ်အမေရဲ့ဝိညာဉ်လည်းကောင်းကင်ဘုံကနေစိတ်ချလက်ချနားယူနိုင်ပါပြီလွန်ခဲ့တဲ့နှစ်တွေတုန်းကဆရာကြီးကကျွန်တော်တက်ကိုကယ်ခဲ့ပေမဲ့ကျွန်တော်ကတော့ဆရာကြီးကိုမမိခဲ့ဘူးကျေးဇူးတရားတွေကိုမေဒီတာပိုင်းကပဲထမ်းပိုးခဲ့ရတယ်ချူရီနဲ့ဒါမတွေ့ခဲ့ရင်ကျွန်တော်စိတ်တွေအေးချမ်းမှာမဟုတ်ဘူးစီနီယာအကိုကြီးချူကတိတ်ပြီးတော့အားနာတတ်တာပဲအကူကြီးကစိတ်ကောင်းရှိလုံးပါတယ်စိတ်ပုတ်တဲ့သူတယောက်ကအမောင်ထဲမှာပလိရည်တွေဖုံးကွယ်ထားလိုက်မယ်လို့ဘသူကထင်မှလဲဟုတ်တယ်အကူကြီးချူကိုတိတ်ပြီးအချစ်မတင်ပါနဲ့ဘလို့ပဲဖြစ်ဒီကိစ္စတွေကကျွန်တော်ကြောင့်ဖြစ်လာတာပါအကူကြီးလည်းကျွန်တော်ကြောင့်ပဲဒီအခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာဒါကြောင့်တောင်းပန်တဲ့အနေနဲ့အကူကြီးရဲ့ဆန္ဒတစ်ခုကိုကျွန်တော်ဖြည့်ဆည်းပေးပါရစေ
မတရားတာမျိုးမဟုတ်သေးတော့မင်းရဲ့ဆန္ဒတွေပြည့်လို့အောင်ကျွန်တော်အစွမ်းကုန်ကူညီပေးပါမယ်ဂုံချုပ်ကြီးကိုဒီဘက်ကကျေးဇူးတင်ကြရောက်ပြုပါတယ်လူယူရန်ထွက်သွားပြီပဲနောက်ဆုံးတော့အေးအေးချမ်းချမ်းဖြစ်သွားပြီဒီစကားတွေကိုကျွန်တော်ရင်ထဲမှာအောင်ထားရတာအခုဆိုရင်6လောက်ရှိနေပြီဒုတိယကုန်းအောင်အရင်တုန်းကအကိုကသူမရဲ့နံပါတ်1တပိမဟုတ်ဘူးလားဟေးတတိယကုန်းညီမင်းကပြစ်နာရှာနေတာလားလူယူရန်ကိုနှင်ထုတ်လိုက်တဲ့သတင်းကချင်းရွင်ကုန်းထဲမှာတောင်ပန်တွေပေါက်နေသလိုပဲတောင်ထွတ်တိုင်းစီကိုပြန့်နှံ့သွားတဲ့တပိတွေကတဝုံလုံးနဲ့ငင်းခုန်နေကြတယ်တချို့ကလည်းလက်ခုပ်တီးပြီးတားသူခေါ်ကြသလိုတချို့ကလည်းအားပါတဲ့အော်ဟစ်အားပေးနေကြတာမရက်မနာပဲလင်းရှောင်းတောင်ထွတ်မှာတော့မောင်မိုက်မှုတွေအကုန်ပြောက်ကွယ်သွားပြီးလေထုကလည်းအရင်ကထက်အများကြီးပိုပြီးကြည်လင်တက်ရှင်းသွားသလိုပဲအဲ့ဒီမိန်းမဆိုးကြီးနောက်ဆုံးတော့ထွက်သွားပြီးနောက်ဆိုရင်မင်းကိုဘယ်သူမှလာပြီးမနစ်ဆက်နိုင်တော့ဘူးဒုတိယကုန်းအောင်ကမင်းကိုနေတိုင်းအပြင်ခေါ်သွားပြီးကစားပေးမယ်ဒုတိယကုန်းအောင်ကမြင့်မြင့်ကြီးချီထားပေးမယ်နည်းနည်းလောက်ထက်မြက်လိုက်ပါဦးနည်းနည်းလေးထက်မြက်လိုက်ရင်အမိုးကိုတွားတိုက်တော့မယ်တတိယကုန်းအောင်လည်းချီပေးပါဦးတတိယကုန်းအောင်ကဒုတိယကုန်းအောင်ထက်ပိုမြင့်တော့ပိုပြီးမြင့်မြင့်ချီနိုင်တာပေါ့တတိယကုန်းအောင်ချီပေးပါတတိယကုန်းအောင်ကဒုတိယကုန်းအောင်ထက်ပိုပြီးချောတဲ့ခုနှစ်တင်ပဲမင်းကဒုတိယကုန်းအောင်ကလည်းကောင်းပါတယ်လို့ပြောနေသေးတယ်လေဒါပေမဲ့တတိယကုန်းအောင်ကပို့အော်တယ်ပေါ့ဒါဆိုရင်ကုန်းအောင်ကြီးကရောကုန်းအောင်ကြီးကတော့ချောလဲချောသလိုလူလဲကောင်းပါတယ်အကိုတို့ဖြည်းဖြည်းလောက်ကြပါဦးကျွန်တော်ကိုလွတ်မချလိုက်ကြနဲ့ဦးနော်ဂုံးနောင်ကြီးဒီရဲ့ပိုင်းတွင်အကိုတော်တော်လေးပင်ပန်းသွားပြီး GED နှစ်တွေထဲမှာမင်းတော်တော်လေးပင်ပန်းခဲ့ရပါတယ်မင်းသားလင်းရှောင်းတောင်ထုတ်ကိုခဏခဏလာပြီးတပိတ်တွေကိုကူညီဆောင်ရှောက်ပေးမနေရင်ဂုံချုပ်တယောက်အနေနဲ့ငါလည်းအခုလောက်ထိမျက်နှာပန်းလာနေမှာမဟုတ်ဘူးကျွန်တော်ဘာမှမလုပ်ရပါဘူးအကိုရဲ့တုံတင်ဆုံးမှုတွေကောင်းလို့ပါပဲGE မင်းကိုပြောစရာစကားတခွန်းရှိတယ်အဲ့ဒါကိုပြောချင်နေတာကြပြီးဒါပေမဲ့အခုထက်ထိတတိမရှိခဲ့ဘူးဂုံးနောင်ကြီးဝါဆရာကချစ်ရေးဆိုတော့မလို့လားနောက်ဆုံးတော့စကားဆက်လိုက်ပြီးပဲဂုံးကြီးအာယွင်သူ့ကိုမြင်မြင်သဘောတူလိုက်ပါတော့အချိန်တွေထက်မဆွဲပါနဲ့တော့တကယ့်ကိုခြုံငင်လိုက်တာဒီနေ့ကိုစောင့်နေရတာအရန်ကြာနေပြီတော်တော်လေးကိုကြာနေပြီကြည်စီရဲ့ကြောက်ကြဲရောက်မင်းကနဲ့အတူကျင့်ကြံမလားတစ်သက်လုံးဒီတိုင်းအတူတူဖြစ်တန်းကြမလားငါသဘောတူပါတယ်ဆရာကတကယ်ကိုစွမ်းအားကြီးတာပဲဒီနေ့ဒီလိုဖြစ်လာမယ်ဆိုတာငါသိပြီးသားပါနောက်ဆုံးတော့ဒီနေ့ကိုစောင့်ခဲ့ရပြီနောက်ဆုံးငါတို့ကဆရာကိုဆရာလို့ခေါ်နေရဦးမှာလားဂုံယူပါတယ်ဆရာဂုံယူပါတယ်ညီငယ်အာဝန်ဆရာနဲ့ညီငယ်တို့တစ်သက်လုံးမခွဲမခွာအတူတူရှိနေပါစေဆရာကညီငယ်ကိုဇနီးဖြစ်လက်ခံပေးပါဝင်ဝင်ကအချိုစားခြင်းနဲ့အကြီးဆုံးနဲ့အချိုဆုံးကိုစားခြင်းတာစားမင်းမရှိလို့မဖြစ်ဘူးမွန်းတွေအကုန်လုံးကိုဝင်ဝင်ပဲစားစေရမယ်နောက်ဆိုဘသူကမင်းကိုအနိုင်ကျင့်ရဲတဲလဲတတိယပိတ်စီသွားလိုက်သွားမင်းတို့ကရောကြားကောင်းတွေပဲတခင်မလေးကိုဂယူဆိုင်နိုင်ပါမလားအခက်ခဲရှိရင်အမကြီးစီသွားလိုက်အမကြီးကချောလဲချောသလိုစိတ်လဲကောင်းတယ်ဒီနေ့ကစပြီးရှောင်းကငါတို့ချင်းလင်ရှောင်းတောင်ထက်ရဲ့အချစ်ဆုံးညီမလေးပဲဒီမိစ္ဆာကောင်ဒီလောက်ရင်ဆိုင်ရခက်မယ်လို့မထင်ထားမိဘူးအလကားမရှိနိုင်တဲ့ချင်းအာဝင်ဂုံးလျိုယူရငါကျင်းဆိုပါတယ်ဒီဘဝမှာဒီအမုန်းတရားကိုငါတေချာပေါက်လက်စားချေမယ်မင်းတို့အားလုံးကိုငါရှေ့မှာဒူးထောက်ပြီးအသက်တောင်းပန်ခိုင်းမယ်စနစ်မင်းရှိသေးရဲ့လားထွက်ခဲဆန်းငါမင်းကိုလိုအပ်တယ်ငါကိုဆေးလုံးတစ်လုံးလောက်ပေးပါဦးဒါမှမဟုတ်တန်ရာပြောက်ဆေးတစ်လုံးလောက်ပဲဖြစ်မင်းတောင်မှငါကိုစွန့်ခွာသွားတာလားကောင်းပြီအရန်ကောင်းတယ်ဒီလျိုယူရကဘသူကိုမှအားကိုးစရာမလိုဘူးငါတယောက်တဲလဲတက်တောင့်တက်တာရှင်တန်နိုင်ပါတယ်ဘယ်သူများဖြစ်သွားတာလဲမသိဘူးငါ့ကိုကူညီပါဦးစတုတ်ထက်ကိုညီမလေးလျိုငါမင်းကိုရှာနေတာကြပြီးစတုတ်ထက်ကိုအကိုအချိန်ကွက်ရောက်လာတာပဲအကိုငါ့ကိုစွန့်ပစ်မှာမဟုတ်ဘူးဆိုတာငါသိတယ်ငါတို့ကိုချင်းလင်ရှောင်းတောင်ထိတ်ကစွန့်ပစ်လိုက်ပြီးအကိုနဲ့ငါပဲမိသားစုအချစ်ကျန်တော့တာညီမလေးလျိုဟန်ဆောင်နေတာတွေရက်လိုက်တော့မင်းရဲ့ဟန်ဆောင်မှုတွေကိုငါအကုန်လုံးသိပြီးသားပါမျက်ရည်တွေတနာစရာကောင်းတဲ့ပုံစံတွေချစ်ကင်းစင်တဲ့ပုံစံတွေဒီလိုဟန်ဆောင်မှုတွေကငါအတွက်အလုံးမချစ်တော့ဘူးစတုတ်ထက်ကိုအကိုဘာတွေပြောနေတာလဲငါကအကိုအချစ်ဆုံးညီမလေးလျိုယူရက်လေးညီမလေးဟာမင်းကြောင့်ပဲငါရဲ့ချစ်စင်တွေပျက်စီးပြီးဂုံကနေနှင်ခံခဲ့ရတာသွားစရာနေရာမရှိတော့ဘူးခွေးတွေကတော့ငါကိုအနိုင်ကျင့်ရဲကြတယ်စတုတ်ထက်ကိုအဲ့ဒါကအဲ့ဒီလိုမဟုတ်ပါဘူးဆရာကပလိုက်လို့ပါလျိုယူရန်ကငါတို့ကိုလှုပ်ကြံခဲ့တာငါအကိုကိုဘယ်တော့မှမထိခိုက်စေချင်ခဲ့ပါဘူးအကိုကငါနဲ့အရင်ကြီးဆုံးလူတစ်ယောက်ပဲပါဆက်ပိတ်ထားဒီလိုဖြစ်ရတာတွေအကုန်လုံးကမင်းကြောင့်ပဲမင်းကိုငါထက်ပြီးယုံကြည်မယ်လို့ထင်နေတာလားစနစ်ငါကိုမြင်ကူညီပါဦးဝင်းငယ်လဲတာစိတ်ညှို့ပညာဘာမဆိုရနိုင်ပါတယ်စစ်တီစီကျွန်တော်ကိုလွတ်ပေးပါဦးကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးရှင်းကြတာပေါ့မင်းကိုလွတ်ပေးရမယ်မင်းငါကိုဒုက္ခပေးတော့ကြောငါကိုလွတ်ပေးဖို့စဉ်းစားဘူးလားမင်းငါကိုအတုံးချတော့ကြောဂုံးတူညီကိုတရောစင်ကိုစဉ်းစားခဲ့ဘူးလားလျိုယူရင်ဒီနေ့မင်းတက်ကိုငါယူမယ်မင်းချစ်စီးခဲ့တဲ့ဘဝတွေအတွက်ပြန်ပေးဆက်ရမယ်ငါလက်နဲ့ပဲငါပြန်ယူမယ်ဟောတာဘာတွေဖြစ်နေတာလဲကောင်းတာပေါ့ဒါပေမဲ့ရန်စင်းပေါ်ပြောတာတော့အင်းထိုင်ကမိမစစ်မဟုတ်ဘူးနားမှာဘာလို့နားပေါက်ရှိနေတာလဲကျိုးအင်းထိုင်ကပြန်ဖြေတယ်နားပေါက်ရှိတာအကြောင်းပြချက်ရှိတယ်အကူလျန်ကဘာလို့အရာရာကိုတန်တရားဖြစ်နေရတာလဲစစ်ထီကြီးခင်ဗျားပြောတာတော့ဒီလူကဘယ်နေရာတွေမှာပြဿနာတွေအများကြီးရှာခဲ့တာလဲတခါတလေကြတော့ဒါကနက်ပြားရဲ့သားတော်အတွက်ကောင်းကင်ဘုံကပေးတဲ့ပါရမီလဲဖြစ်နိုင်တယ်အဲ့ဒီနောက်ဘာဖြစ်မှာလဲအကူလျန်သတိမထားမိဘူးလားကျိုးအင်းထိုင်ရဲ့မိမကိုခန္ဓာအမကြီးမလောပါနဲ့ဦးကျွန်တော်ပြောတာကိုအရင်တေချာနားထောင်ပါဦးလျန်စင်းပေါ်အဲ့ဒါပါလဲတပိတ်တွေအားလုံးကိုတောင်ထိတ်ကိုပြန်ပြီးလက်နက်တွေအသင့်ပြင်ထားကြအမိတ်မရှိပဲအပြင်ကိုမထွက်ကြနဲ့ဆရာဘာဖြစ်လို့လဲခင်ဗျမြင်းပြန်ကြဆန်းအနောက်ဘက်ကမိုင်နက်စွမ်းတွေပေါ်လာပြီးမိုင်နက်ပူရင်ကအချုပ်နှောင်ကနေလွတ်တော့မယ်မိုင်နက်ပူရင်သူကအချုပ်ခံထားရတာမဟုတ်ဘူးလားဘာဖြစ်လို့လဲတယောက်ကအချုပ်နှောင်ကိုဖွင့်ပေးလိုက်တာနေမှာပါငါရဲ့လိမ္မာတဲ့ကလေးလေးမိုင်နက်ပူရင်ပုံပြင်တွေကလို့မဟုတ်တော့ပါဘူးနော်လျိုယူရဲနဲ့အတူရှိနေတဲ့လူရုံမာတွေလားတွားပြီးလျိုယူရဲကလွတ်ပေးလိုက်တာတေးချတယ်တွားပြီးလျန်ရှောင်းတောင်ထိတ်တော့ဒုက္ခရောက်ပြန်ပြီးငါနဲ့ဆရာတပိတ်တွေရဲ့ဘဝဘယ်တော့မှပြဖြစ်သွားမှာလဲဘယ်တော့မှခေါင်းဆောင်ချစ်ရမှာလဲပျောက်ကွယ်သွားတာကြပြီးချစ်တဲ့ရင်းနှီးတဲ့အငွေ့အသက်ဘသူပြောနေတာလဲဘသူငါ့ကိုနှုတ်လိုက်တာလဲကျွန်တော်လျိုယူရင်ပါကြီးမြင့်တဲ့အရှင်ကျွန်တော်ကိုကူညီပါဦးမင်းရဲ့ခန္ဓာကိုယ်မှာကံကြမ္မာရဲ့အငွေ့အသက်တွေရှိနေတယ်နှမျောစရာကောင်းတာကတိတ်အများကြီးမကျန်တော့တာပဲကြီးမြင့်တဲ့အရှင်ကျွန်တော်ကိုကူညီမယ်ဆိုရင်ကျွန်တော်အရာအားလုံးပေးဆက်ဖို့အသင့်ပါခန္ဓာကိုယ်ပဲဖြစ်ဝိညာဉ်ပဲဖြစ်ဒါအပြင်ကျွန်တော်သိတာဒီလောကမှာကံကောင်းခြင်းရဲ့သားတော်ကြဆုံးခြင်း
ကန်ကောင်းချင်းရဲ့သားတော်လားဟုတ်တယ်ကျမသူ့စီကိုခေါ်သွားပေးနိုင်သေးတယ်စိတ်ဝင်စားစရာပဲပြောစမ်းပါလို့ကျင်တာလဲလက်စားချေခြင်းနဲ့အားလုံးစီကနေအဖြေတစ်ခုတည်းပဲလို့ကျင်တယ်မင်းကလူမဟုတ်ဘူးမင်းကမိစ္ဆာတကောင်ပဲလက်မှုချမ်းမင်းကများအရှင်မြတ်ကိုဒီလိုပြောရဲတယ်ပေါ့တပ်ချစ်လိုက်ရမလားအရှင်မြတ်သူကအသုံးဝင်နိုင်ပါသေးတယ်ဒါဆိုရင်လဲခွေးတကောင်လိုပဲမွေးထားလိုက်တော့ ရှောင်းဝမ်ဝမ်ကြည်ဝူကြီးရွံမူပိုင်ဖုန်းလီကျိုးကျူးရန်ဟောင်းကျမပြန်လာပါပြီအဆုံးထိကြည့်ပေးကြတဲ့အသေးတို့အားလုံးကိုကျေးဇူးတင်ပါတယ်ဇလန်းလေးကအတွဲနှစ်ထွက်ဖို့ရှိတယ်ထင်တယ်နော်အတူတူစောင့်ရအောင်ဝမ်ဝမ်ကမကြည့်သေးတော့ဒရိုက်တာကပေးပြီးလိုက်တာထင်တယ်နော်တွေ့တာနဲ့တင်ပေးမယ်နော်အဲ့ဒါကြောင့် subscribe လုပ်ထားပါဒီအကောင့်မှာပဲအတွဲနှစ်ထွက်ရင်ပေါ့နော်အတွဲနှစ်ကြရင်ဝမ်ဝမ်လေးဘလိုတွေကြမ်းပြီးဘလိုအဲ့မိစ္ဆာဘရင်နိုင်နေမလဲမသိဘူးနော်ဘလောက်ကြာကြာအတူတူမျောလင့်ပြီးစောင့်ရအောင်သူတို့ဘက်ကဘာမှမပြောပေမဲ့ထွက်မယ်လို့ကိုတော့ထင်တယ်